ဝင်လာခဲ့ပါတကယ်ချင်းမင်းရဲ့ဂုံတွေတကားဝမှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာဂုံတွေမလိုပါဘူးဝင်လာခဲ့ပါတကယ်ချင်းမင်းရဲ့ပကသနာတွေပြင်မှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာပကသနာတွေမလိုပါဘူးစိတ်နှလုံးအေးချမ်းခြင်းဆိုတာစိတ်ရဲ့တန်ရှင်းခြင်းကအစာဖြစ်ပါတယ်ဒါကြောင့်ငါနေတဲ့နေရာမှာပစ္စည်းဥစ္စာအကြောင်းတွေမပြောဘူးယာရုစင်တန်းတွေအကြောင်းမပြောဘူးလူတွေရဲ့အတင်းဖြင့်အကြောင်းမပြောဘူးတိတ်ဆိတ်ခြင်းကိုဖော်လို့တဲ့ငါဖို့ပကြီးကတစ်ချက်နဲ့တူတဲ့မနက်ခင်းလေးရဲ့တည့်ရက်တွေကြားကထွက်ကြလာတဲ့နေပြောက်ကလေးတွေရဲ့အိုးမင်းရင်ယွန်နေတဲ့တပင်ကြီးတချို့ရဲ့ငှက်ကလေးတွေရဲ့တေးသချင်းတန်လေးတွေရဲ့ပဲရှိပါတယ်တပင်တွေကြားတဲ့ကလမ်းချင်းလေးတန်းလျှောက်သွားမယ်ဆိုရင်ရောင်စုံလေးပြလေးတွေကမျက်နှာနာကပ်ပြီးပြောင်းဝဲသွားကြလိမ့်မယ်သူတို့မင်းကိုထိလူထိခင်လှုပ်သွားကြတာကိုသဘောကျလိမ့်မယ်လို့ထင်ပါတယ်တငယ်ချင်းရဲ့တဲ့ကျမသာရိုးရှင်တဲ့စိတ်ရှိမယ်ဆိုရင်လက်တစ်လျှောက်ကြွေချနေတဲ့ရော်ရွက်ဝါလေးတွေကလည်းသူ့လိုလိုလှနေကြပါတယ်နေတဲ့ချင်းကိုခံစားဖို့ခဏလောက်တိတ်တိတ်လေးနေကြစို့နေတဲ့ချင်းထဲမှာလောကကြီးကအထင်ကြီးသွားစရာဘာမှမရှိပါဘူးဒါပေမဲ့နေတဲ့ချင်းထဲမှာပြည့်စုံခြင်းရှိရင်အဲ့ဒီပြည့်စုံခြင်းထဲမှာလူတွေမြောင်ပြတ်သားလို့ရတာဘာမှမရှိပါဘူးဒါပေမဲ့ဘဝအတိတ်ပဲပြေဝမှုဟာလူတွေမြောင်ပြတ်သားလို့မရတဲ့အထက်မှာပဲရှိပါတယ်မနက်စောစောထားပြီးခြံထဲမှာတပြက်စီလဲတယ်ညကမိုးလေးရွာတော့နေရာတိုင်းဆူဆူလို့ပေါ့မနေ့ကစိုက်ထားခဲ့တဲ့ပင်လေးတွေလန်းဆန်းနေရာတွေ့တော့ဝမ်းသာရတယ်နေမတော်မခေါ်တက်တဲ့ပင်လေးတွေကိုယ်နာရောက်လာတော့မြင်ရတာအားနာမိတယ်အနားမှာရှိပါလေနဲ့နှုတ်ဆိတ်နေမိတဲ့အခါငါ့ကိုခွလွတ်ပါကွယ်ငါကနှလုံးသားနဲ့မြင်အောင်ချစ်တတ်တဲ့သူပါဆိုတာမမေ့လိုက်ပါနဲ့နော်ဒီနေ့မနက်ခင်းဟာထူးထူးခြားခြားတိတ်ဆိတ်တယ်ရှိလေးရလည်းနှုတ်တယ်ဆောင်းဝင်လာပြီပဲလေကားထင်မှထိုင်ပြီးဖလက်ဆာစာကိုလေးဖတ်နေရခလန်းလန်းစီကကျိုးတန်ကြားရတယ်ကျိုးကလေးကူရဲလို့တွေးပြီးစာဆက်ဖတ်နေဒါပေမဲ့ဆက်ဖတ်လို့မရတော့စိတ်ကကျိုးကူတန်စီရောက်နေအဲ့တော့စာအုပ်ကိုသားလေးထားပြီးစာအုပ်ကိုအသာထားပြီးကျိုးကူတန်လေးနားစိတ်ထောင်ဖြစ်တယ်အပြင်မှာလူကြီးတိတ်တယ်ညနေတော့မယ်ကောင်းကင်ကြီးကိုမိုးချိနေမိရဲ့ဒီညမိုးထွက်ရလားဒီညမိုးထက်ရွာလေအောင်မယ်ပူဆောင်ချူလေးတကောင်မျက်နှာနာကဖြတ်တန်းသွားတော့ဖမ်းမိဖို့ကြိုးစားသေးတယ်သူကထွက်ပြေးသွားတယ်မင်းကိုနောင်ဖွဲ့ဖို့မဟုတ်ရပါဘူးကွယ်ငါရှင်ဝင်ပေါ်ခဏနားဖို့ပါလူကျင်နာကလူလမှုနဲ့ငြိမ်းချမ်းမှုဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူမှပြင်ချင်မရှိပါဘူးကိုလူကျင်နာကလူလမှုနဲ့ငြိမ်းချမ်းမှုဖြစ်တယ်ဆိုရင်ငါကပိုလို့လက်တယ်သူကပိုလို့လက်တယ်လို့ပြိုင်နေအောင်မလားကဲ၍တယောက်ရောက်မှလွတ်လပ်မှုနဲ့စိတ်ငြိမ်းချမ်းမှုရှိရလို့ကြားရရင်သူ့ကိုလေးစားတဲ့စိတ်ချစ်ခင်တဲ့စိတ်ဖြစ်နေတယ်သူ့ပေါ်ဖြစ်လိုက်တဲ့ပီတိစိတ်လေးနဲ့ကို့မှလည်းပို့ပြီးတော့ရောင်းချမ်းသွားရတယ်ငါရဲ့ဥယျာဉ်လေးဟာအထူးတလဲပြုပြင်ထားတာဘာမှမရှိပါဘူးကင်းခဲမကြီးရဲ့တစ်ပင်တွေကြားထဲမှာငါလမ်းလျှောက်တယ်မိုးချုပ်ပြီးဆိုရင်အိတ်တန်းတက်တော့မှငါကလေးတွေကကြီးစေတယ်လို့အနောက်ကပ်ပြီးပြန်တန်းသွားကြတယ်ခုလိုရက်တွေဆိုရင်ညပတ်လန်းလျှောက်တဲ့အခါ
ပြီးတော့မဲ့လာမြင့်ကြီးကအဖို့လုပ်ပေးပါတယ်လမ်းလျှောက်ရင်ငါတွေးရဒီကဘာလောကကြီးမှာရှိနေတဲ့အရာမှန်သမျှရှိနေကြခြင်းဒီပင်လျင်ဟန်ဝစရာကောင်းလိုက်တာလို့အရာရာပြတ်သုံးသွားဖို့တည်ကြနေတဲ့ကြားထဲမှာပဲဒီလောက်ထပ်ပြန်တလဲလဲကြော့နေတဲ့မွေးဖွားခြင်းတည်ဆုံခြင်းကြားထဲမှာပဲရေပွက်ပမာခဏမြတာရှိတဲ့တဘဝအတွင်းမှာပဲတို့တို့ရှိနေကြတယ်အန်အောဖွယ်တို့တို့ရှိနေကြတယ်ငါနေတဲ့နေရာလေးကိုရောက်လာခဲ့ရင်ငါမှာပြစရာဆိုလို့တန်ဆွမ်းပြီးအရွက်တွေဝေနေတဲ့အပင်တချို့ရဲ့မြေပြင်ပေါ်မှာဖွင့်ဖတ်တွေဖွေးနေအောင်ကြွေကြနေတဲ့စကပြူပန်းပင်တွေရဲ့ပန်းရည်နဲ့တွေတင်းပြန့်နေတဲ့အလေနုအေးလေးရဲ့တပင်အိုကြီးတွေပေါ်ထိုင်ပြီးတချင်းဆုံနေတတ်တဲ့ငှက်ကလေးတွေရဲ့ဟိုးတီတီပြန်ဝဲနေကြတဲ့လိပ်ပြာရောင်စုံလေးတွေရဲ့ပဲရှိပါတယ်ဘာမှအလားပြထားစရာမရှိရဲ့အခန်းထဲမှာထိုင်ကြတဲ့အခါငါကောက်ယူသိမ်းဆဲထားတဲ့လိပ်ပြာတောင်ပန်လေးတွေပြပါမယ်ငါ့ကိုထိချင်သလားလို့မေးသလားငါအဲ့ဒီအကြောင်းမတွေးမိတာကြားလာပြီတကယ်ကိုပဲငါထိချင်သလားလို့မတွေးမိတာကြားလာပြီပဲဒီမနက်မိုးအေးတယ်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်နေတယ်ငှက်ကလေးတွေတောင်တချင်းမဆိုနိုင်ကြသေးဘူးကံရည်ပြင်ပေါ်ကိုမိုးစက်လေးတွေကျနေထိုင်ကြည့်နေတယ်ရေမြေပေါ်ကိုမိုးစက်လေးတွေကျတာဒီလောက်ကြည့်လို့ကောင်းမှအရင်ကမသိခဲ့ဘူးကြည့်ရင်ကျင်းနဲ့စိတ်ကငြိမ်လာတယ်ငြိမ်နေတဲ့စိတ်နဲ့ရေပြင်ပေါ်မိုးစက်ကလေးတွေကျတာကြည့်ရတာပိုတော့ကြည့်လို့ကောင်းနေတယ်သူ့တဘောသူဆောင်တဲ့လောကကြီးမှာငါစီကမချိမဆအတန်တွေထွက်မလာဘူးငါတာဝန်ယူနိုင်ပါတယ်ညကတဲခဲ့တဲ့မူကcommunity တဖြောင်ဖြောင်ရွာနေတော့ညကတုတ်ထားတဲ့မျက်ရည်တွေ community အင်ကြီးလက်မှာဆိုးဆိုးနေတော့အခုထိကလေးဆန်နေသေးတဲ့ငါဟာတည်ခြင်းတရားကိုအဝေးကြီးမှလို့တွေးနေတော့အချစ်တွေကိုလည်းမြဲလိမ့်မယ်လို့ထင်နေတော့အာယုံပြိုးစားရွှင်ရွှင်လန်းလန်းနိုင်လွန်းနေတေးစုငှက်ကလေးတွေမကြောဖို့တန်တိတ်တန်ချထားတဲ့သူသာပြောနိုင်တော့မှာပေါ့ကိုမကိုတာဝန်ယူသလိုကိုဝန်ကိုဘယ်သူမှမထမ်းပေးရသူသာပြောနိုင်တော့မှာပေါ့တနာကျင်နာမှုကိုမတောင်းခံခဲ့ဘူးသလိုအချောင်ရတဲ့ထမင်းတစ်နက်တော့မစားခဲ့ဘူးဆိုတော့မင်းပြောနိုင်တော့မှာပေါ့တဲ့မနေ့တောင်းနေကြကော်ဖီကိုလင်ကိုင်းပြီးကြည့်နေကြပင်လေးတွေကိုနေတိုင်းကြည့်တယ်ဘယ်တော့မှယုံမသွားဘူးငါကလေးတွေတေးဆိုတဲ့ကြားတိုင်းဒီယိုဒီဇိုင်နာထောင်းတယ်ကြားနေကြမှမထူတော့ပါဘူးလို့မရှိဘူးစားနေကြစားကိုနေတိုင်းစားတယ်ဒါကြီးပဲနေတိုင်းစားနေရတာပဲလို့မတွေးမိဘူးငါရောက်ရနေတာပါလို့မကြွေးကြော်ပါဘူးကိုဘာသာပြေးစုံလုံးလုံးနေရပါအယိုးရှင်ဆုံးဘဝကိုမမောရတာပြေးစုံပါပြီလို့မပြောပဲဖြစ်နေပါမလားချွတ်ငယ်ငယ်ဖြစ်မှာကိုစိုးရင်ပေးမယ်တကူတကားလုံးမအရမယ့်အရာဆိုလဲဘာမှမလုပ်ချင်ဘူးအထီးချက်မအောင်ကြောင်ရွံ့မိပဲမယ်အထူးတလဲပြုစုနေမှကောင်းနေမယ်ဆက်ဆံရေးလဲမလုပ်ချင်ဘူးငါရဲ့အကောင်းဆုံးမှန်သမျှကိုပေးပြီးချစ်တဲ့ဆုံးနှလုံးသားနဲ့အယူသားဆုံးသားပြုံးမွေ့နေမိရပါစကားပြုပင်ကြီးကအပွင့်တွေနောက်တစ်ခါပွင့်မြန်ပြီပရင်ပေါက်နာကထိုင်ကုန်မှထိုင်ရင်မြင်နေကြမြင်ကွင်းလေးတွေကိုပဲကြည့်နေဖြစ်တယ်နားထောင်နေကြကြိုးကူတန်လေးကလည်းအရင်တိုင်းပါပဲပြစ္ဆုတ်ပံကိုဖန်ဆုပ်ဖို့ကြိုးစားရင်ပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေကိုပြန်တွေးနေမိအကောင်းဆုံးတွေဟာမင်းများဆဆမလာတတ်ဘူးလေ
စိုးဆုံးတွေလာမယ်ဆိုလဲငါခဏရရှိမှာပါထိချံမဲ့နေရက်တွေအတွက်လည်းကြိုပြင်ထားပါတယ်မန်ကိုချလိုက်ဖို့ငါမျက်လုံးတွေမြှုပ်လိုက်တယ်မကြုံရသေးတဲ့လောကရန်တွေကိုပါကြိုတင်နိုင်ယူထားတဲ့စိတ်နဲ့ဒီနေ့လဲငါနေလိမ့်မယ်တို့အားလုံးရဲ့နှလုံးသားဟာဘဝအတိတ်ပဲလို့မြည်တမ်းရင်တနည်းရမှာသို့မဟုတ်တစုံတစ်ခုစီမှာသို့မဟုတ်တယောက်ယောက်စီမှာဘဝအတိတ်ပဲတွေ့ရလိမ့်မလားလို့လိုက်ရှာတယ်စိတ်ချမ်းသာမှုဟာဘဝမှာလိုချင်ဆုံးရမှာလို့လည်းပြောကြတယ်တကယ်တမ်းတို့အရင်ဆုံးလောက်ရမှာကစိတ်ကိုငြိမ်သက်အောင်ထားဖို့ပါထိနေတဲ့စိတ်ကလေးကိုပြုစုတတ်ဖို့ပါညင်သာလုံးနဲ့ဝင်သက်ထွက်သက်အနောက်အသားလေးခိုးလိုက်သွားရင်လမ်းပြပါလို့ငါပြောတယ်လက်ဘွားနှစ်ဖက်ကြားကသွေးခုန်နှုံနောက်အသားလေးကပ်ပါသွားရင်လမ်းပြပါလို့ငါပြောတယ်အတွေးတွေရက်သွားပြီးနောက်တစိမ့်စိမ့်စီမျောရင်သူတို့ငါ့ကိုရောက်ပို့တယ်လွမြောက်ခြင်းကငါခရီးလမ်းဆုံးကိုတွေ့သွားတယ်သူရဲ့ကြောက်တွေကိုတပြက်စီးလဲတန့်ပြန့်သွားတဲ့မြေပြင်ကိုငေးကြည့်မိတိုင်းငါစိတ်တွေစူးစီးသွားတတ်တယ်မြက်တွေကိုဆက်နှက်ဖြတ်တယ်မြက်ဖြတ်ပြီးကစားထွက်လာတဲ့အနံ့ကိုရှူမိတိုင်းဘာကိုမှမသိတစ်ခုခုကိုလောနဲ့စိတ်နဲ့ငါငြိမ်သက်သွားတတ်တယ်စပွဲပေါ်မှာစားပြီးသားပကံတွေသိမ်းရင်လှုပ်ရှားနေတဲ့ကိုယ်လက်တွေကိုပြန်ခံစားရတာကိုနှစ်ချိုက်နေငါလက်တွေကိုသုံးရတိုင်းစိတ်ချမ်းသာမှုတစ်မျိုးရတယ်လက်တွေကိုသုံးနေရတိုင်းငါစိတ်တွေပိုချမ်းသာလာတတ်တယ်တစ်သားချမ်းမြင့်ကိုအဝတ်နဲ့တိုက်တယ်အပြင်ဘက်ကတစ်ပင်ရိပ်တွေလာချင်နေတဲ့ချမ်းမြင့်ကိုကြည့်ပြီးစကားပြောဖို့တယောက်ကိုမျှော်မိတယ်ဆောင်းရမျှော်ရတာကိုမုန်းပါတယ်ဒါပေမဲ့ဆောင်းရင်မျှော်ရင်းနေတာငါပို့လို့အရင်ချက်လာခဲ့တယ်နေသားတဲ့နေ့လေးမှာကြီးငှက်တွေတေးဆူနေကြတဲ့တောင်ပေါ်လမ်းလေးထဲလမ်းလျှောက်ထွက်ရင်တောရိုင်းပန်းလေးတွေမြင်ရလို့ပြောရသလိုပဲဘာမှမရှိရဲ့တယောက်တည်းထိုင်နေရင်လည်းကြည်နူးနေတတ်တယ်လူတွေမှာစိတ်ဆင်းရဲမှုအများဆုံးဖြစ်ရတာအတော်မသက်နိုင်တဲ့အမျှော်လင့်ချက်တွေကြောင့်ပါဆန္ဒတွေမျှော်လင့်ချက်တွေဟာငါ့ကိုကြောက်ခဲ့ဖြစ်အောင်လုပ်နိုင်စွမ်းမရှိရတဲ့ခါကြတော့မှဘဝငါ့ကိုလိုတာထက်တောင်ဘဝကငါ့ကိုငါလိုတာထက်တောင်အများကြီးပိုပြီးနေပါတယ်အတွေးတွေကိုငြိမ်ငြိမ်သက်သက်တွေးတော့လက်ပြချစ်ပြလေးတွေကခံစားလို့ကောင်းတယ်အတွေးတွေတိတ်သွားတော့ငါအရာရာကိုလက်လွတ်လိုက်တယ်ဘဝကငါ့ကိုလိုတာထက်အများကြီးပိုပြီးပါတယ်ငါ့ကိုအစစ်မှန်ဆုံးစကားကိုသာပြောပါအပြန်လည်စကားပြောရတာနဲ့နားလဲချင်တဲ့စိတ်နဲ့နားထောင်ပေးရတာဟာငါအတွက်တော့မြင့်မြတ်တဲ့အမှုကိစ္စတစ်ခုခုကိုပြုနေရတယ်လို့ပါပဲစိတ်ရဲ့ငြိမ်းချမ်းမှုကိုခံစားရပါတယ်ငါနဲ့စကားပြောပါဖြည်းဖြည်းပြောပါငြိမ်းချမ်းတဲ့အကြောင်းလေးတွေပြောပါဝမ်းနည်းတဲ့အကြောင်းလေးတွေပြောပါပြောစရာလေးတွေရှိရင်လည်းပြောပါစိုးရိမ်နေပူပန်တာရှိရင်လည်းငါ့ကိုသိခွင့်ပြုပါဒါပေမဲ့စစ်မှန်တဲ့စကားတွေကိုသာပြောပါစကားလေးတွေပြောရင်စိတ်ငြိမ်ငြိမ်နားထောင်ပေးရင်ဘဝတည်ပဲပြေးဝနေမှုကိုငါခံစားတတ်လို့ပါဒီနေ့ညာတိဝတ္ထုตายရတယ်အပြင်မှာလေတဖြူးဖြူးတိုက်နေရဲ့တည့်ရက်တွေကြားတဲ့ကိုလေတိုးတန်ကြားရတယ်ပဒင်းမောက်ကကြည့်လိုက်တော့ဖော့ပင်နေနှစ်ကောင်တွတ်ထိုးနေရတွေ့ရတယ်ရင်းကြီးရပေါ်ဖြူထားတဲ့ထုံးနှံကိုတစ်ချက်ရှူလိုက်ရင်ဒီနေ့မိုးမရပါစေနဲ့လို့ဆုတောင်းမိရဲ့အခုနေစကားပြောလို့ကောင်းမဲ့သူတယောက်လောက်ရောက်လာခဲ့ရင်ငါသိပျော်မိမှာပဲ
တကယ်ရိုးသားပြီးတကယ်စစ်မှန်တဲ့သူနဲ့ဆက်ဆက်ညင်ညင်စကားလေးတွေပြောနေမယ်ဆိုရင်ဘယ်လောက်ကောင်းမလဲအလှတောင်နားလေတဲ့စကားပြောဖို့တရားလုံးငါမျှော်မိတယ်တကယ်ချင်းငါလည်းတခြားလူတွေလိုစိတ်ပင်ပန်းတတ်သူပါငါရဲ့စိတ်ကိုငြိမ်သက်အောင်စောင့်ရှောက်ပြီးငါ့ကိုပြောပြလာတဲ့စကားတစ်ခွန်းချင်းတိုင်းကိုစိတ်ပြည့်ပြီးနားထောင်တတ်တဲ့သူပါပြီးတော့ဘယ်သူရဲ့ခံစားချက်ဖြစ်ဖြစ်ခံစားချက်တွေကိုပေါ်တန်သဘောထားတဲ့သူမဟုတ်ပါဘူးတကယ်ချင်းငါလည်းပဲတခြားသူတွေလိုစိတ်ကုန်ခံတတ်တဲ့သူပါဒါပေမဲ့ဘယ်ခဲ့သို့တော့စစ်မှန်မှုမျိုးအတွက်မဆိုတာရှိမင်းမြင်တဲ့စိတ်ရှိတည်ခံမှုငါမှရှိပါတယ်တကယ်ချင်းမင်းကစိတ်အင်အားတွေကိုဖြုံးတိပစ်ပြီးမင်းဘဝအချိန်တွေကိုအလဟတ်တလုပ်ပစ်ဖို့ဝမလေးပဲနဲ့ကိုခံစားချက်တွေနဲ့ချော့မိဖို့ကြိုးစားနေချိန်မှာငါကမင်းကိုတမိုးထားနေတယ်ဆိုတာမမေ့ပါနဲ့တကယ်ချင်းဘဝဆိုတာခဏလေးပါခံစားချက်တွေနဲ့တည်တည်ထိချော့မြူရင်အချိန်တွေကိုကုန်ခံလိုက်ဖို့ကိုမှနောက်ထပ်ဘဝတစ်ခုပိုမရှိပါကဘာနဲ့ရောက်လျာနေရာကပို့ပြီးတဲ့တပ်ပုံလေးတွေအတွက်ကျေးဇူးပါတကယ်ချင်းငယ်တုန်းကတော့ငါလည်းကဘာကြီးအထင်ကြီးနေရရအောင်သွားမယ်လို့တွေးခဲ့ပို့တယ်ခုတော့အကောင်းဆုံးလေးတွေလုပ်ဖြစ်ဖို့အတွက်အငြိမ်သက်ဆုံးစိတ်နဲ့ဒီဇိုင်းမှန်လုံးနိုင်စွမ်းပဲရှိပြစီရောလို့ဆန္ဒပြုတော့တယ်ငြိမ်နေတဲ့သူပဲဖြစ်ပြစီရောကွယ်ငါ့ကိုထားခဲ့လိုက်ပါတော့မင်းနဲ့ငါအဖော်ဖြစ်နေမှာမင်းကအသစ်ဆန်းကြိုက်တယ်ဘဝကိုဆက်ဆက်နေကနေခြင်းနဲ့လူချင်းကြီးခံခြင်းနဲ့ငါပြောပြီးသားပါဒါပေမဲ့ထပ်ပြောပါအောင်မယ်ငါကအရာအလုံးထက်လွတ်လပ်မှုနဲ့ရိုးရှင်းမှုကိုသာရွေးချယ်မဲ့သူပါငါကိုထားခဲ့လိုက်ပါတော့တဲ့တော်တော်များများကိစ္စတွေကိုဘာမှအရေးမကြီးတော့ပါဘူးလို့ထားလိုက်နိုင်ပါပြီနာကျင်စရာဖြစ်ရတွေကိုပြန်သတိရရင်တော့အဲ့ဒါငါမဟုတ်တဲ့တခြားတစ်ယောက်ကဖြစ်ခဲ့တယ်လို့ပဲတဘဝတည်းမှာဘဝပေါင်းများစွာဖြစ်ခဲ့ပြီးတယ်လို့အရာရာတိုင်းဟာသူ့တိုင်းသူသာကြံခဲ့တော့တယ်ပြိုစင်လာတဲ့မိုးသားတွေတဲတဲကြတဲ့မိုးရင်ဆက်တွေအဝေးကိုငေးတဲ့အကြည့်တွေငါဖမ်းဆုံးခဲ့တဲ့လက်ချင်တွေပိတ်ထားတဲ့တကားတွေဆွဲလန်းကြည့်ဖို့ကြောက်တဲ့မာနတရားတွေညင်သာရှင်လုံးနဲ့ထွက်သက်ဝင်သက်တွေငါလွင့်ပစ်ခဲ့တဲ့အချစ်တွေမိုးရည်ရဲမျောသွားတဲ့တရွက်ချောက်တွေဒလန်ဟောစီးသွားတဲ့အချိန်တွေတယူတရားထုတ်ပိုးခဲ့တဲ့အိမ်မက်တွေငါချိန်ရွယ်ခဲ့တဲ့နာဂတ်တွေချစ်ချုံလိုက်တဲ့မူချင်းသံတွေလျက်ရောင်ထဲကပြသားမှုတွေပြတင်းမှန်ထက်ကမတည်ငြိမ်တဲ့အရေးတွေငါမပြင်းချင်တော့တဲ့ငါအတိတ်တွေဆွေအောင်မဲ့တိမ်လိုက်တွေတကူရဲဘဝရဲ့ငြိမ်သက်ခြင်းတွေဖြက်ခနဲ့မြင်လိုက်ရတဲ့အနတ္တတရားတွေဖြေလျှော့လိုက်ရတဲ့အတ္တတွေငါလဲယူခဲ့တဲ့ပြစ္ဆုတ်ပံတွေခုတော့ဒီငြိမ်သက်မှုထဲမှာငါဘလို့ပြောမှုရမလဲဆိုတာသိပါပြီတိတ်ခါအပြည့်ပြည့်စုံတဲ့တတ်တောက်တတ်တာဖြစ်မှုအပြည့်နဲ့ပေါ့မိဘဝန်ကျင်ကအရာအလုံးစီကလည်းလွတ်မြောက်နေသလိုခံစားရတယ်ငါကိုဘေးရကမှလာထီလို့မရနိုင်သလိုပဲဒီပြောရှင်မှုကိုငါဘယ်လောက်နဲ့ချိုက်လိုက်တယ်လဲထင်ကြီးမှုနဲ့စိတ်ဝင်စားမှုတွေကိုသာအော်ဟစ်တောင်းခံနေကြတဲ့လောကနဲ့ဝီယာထင်အောင်ထင်မှာပျော်မြူးမှုတွေတောက်ပြောင်နေတဲ့အထုရောင်တွေပကသနာများတဲ့လူတွေနဲ့မပတ်သက်ရတိတ်ပြီးရှင်းနေတဲ့အဖြစ်ကိုငါရွေးချယ်ခဲ့တယ်စိတ်ချမ်းသာနေဖို့နောက်ထပ်ဘာမှမလိုတော့ပါဘူး
ဒီတစ်ချိန်လဲရင်လိုပါပဲငါနိုင်မြူလိုက်ပါဦးကိုခံခဲ့ရသမျှအမုန်းနဲ့ပြန်ပြီးလက်စားချေဖို့ငါငြိမ်သက်မှုကိုအပြည့်စင်မခံနိုင်ဘူးငါငြိမ်သက်မှုကိုပြည့်စင်မခံနိုင်ဘူးအနိုင်ယူလို့ရတဲ့စကားငါနှုတ်ပြမှာအသင့်ရှိပါတယ်ဒါပေမဲ့သူ့ကိုငြိမ်ငြိမ်သက်သက်လေးပဲရှိစေခဲ့တယ်ကြာလာတဲ့မြငါပို့လို့တောင်ပြစ်ခါပြုတ်တက်လာခဲ့တယ်ငါမှမုန်းမရှိဘူးလေဒါဟာငါကောင်းချင်လုံးလို့ကောင်းနေရမဟုတ်ပါဘူးသူ့ကိုငြိမ်ငြိမ်သက်သက်ရှိစေခြင်းနဲ့ဂယုဏနဲ့ငါအပေါ်မှာပါတက်ရောက်နေလို့ပါအနိုင်ယူရတဲ့ထက်ပိုကောင်းတဲ့ရတာကိုငါခံစားနေရလို့ပါလူတွေအောင်ချက်ဖြစ်နေချိန်မှာငါအေးချမ်းရှိနေတာအဖြစ်တင်ထိုက်နေသလားငါငြိမ်သက်နေတာကြောက်ခိုင်းနေရမှာမဟုတ်ပဲငါမှချက်တရားကလွယ်လို့ပေးချင်မရှိဘူးလေဘဝဟာတူတောင်းပါတယ်ကောင်းတာတွေလုပ်ဖို့တော့ချိန်ကနေတယ်ဟိုးကောင်းငယ်မော်ကတိမ်တိုက်ကြီးနှစ်ခုကြားကအလင်းပေါက်ကလေးတွေကကြော်လွန်ပြီးအကန့်အသတ်မဲ့စကြဝဠာကြီးကိုခန်းစားကြည့်အောင်ကဘာကြီးရဲ့အပြင်ဘက်ကနေဒုဘဝတွေပြန်ကြည့်ကြရအောင်ချမ်းမြေ့ကြည်နူးပွဲအချိန်တွေဟာတခါတလေတည်ငါလေးပဲဖြစ်တတ်တယ်မတင်နာတွေဖြစ်တတ်တဲ့လောကကြီးမှာဘယ်ရာမှအပိုင်းတော့မထားပါဘူးမမြဲတဲ့သဘောကိုကြိုတင်စဉ်းစားထားပြီးအကောင်းဆုံးချိန်ရောအကောင်းဆုံးအဆိုးဆုံးချိန်မှာပါအငြိသက်ဆုံးနေနိုင်ဖို့သာပုံဖော်ထားတယ်ဘဝဆိုတာဘယ်သူမှမျက်နှာသာပေးဖို့အစီအစဉ်မရှိဘူးဆိုတာသိထားပါတယ်ပြိုင်ဆိုင်မှုနဲ့အနိုင်လူရတဲ့ပွဲကြီးမှာတခါတလေတော့လေကိုယ်နိုင်ရမှာပါသူများမရနိုင်တာတွေငါဘလောက်များများရတယ်လဲဆိုတာနဲ့အောင်မြင်တယ်ဆိုတာကိုတိုင်းတာမယ်ဆိုရင်တခါတလေငါသိတော်တာပဲလို့တွေးမိမှာပါဘဝဆိုတာကစားပွဲကြီးလို့ဆိုကြရင်ဒီကစားပွဲကြီးထဲကငါကိုထွက်ခွင့်ပြုပါငါဘဝကိုငါလူတွေကိုပြစားသလိုမနေချင်ဘူးငါဘဝကိုတကယ်အစစ်မှန်နေချင်တယ်ငယ်တုန်းကတော့မရှိမဖြစ်ဘူးဆိုတာတွေများခဲ့တယ်မရရင်မဖြစ်ဘူးဆိုတာတွေလည်းများခဲ့ပါတယ်လူဘဝမှာအထိုက်တန်နေထိုင်ပြီးဖြစ်လို့ထင်ပါရဲ့လူဘဝမှာအထိုက်လျောက်နေထိုင်ပြီးဖြစ်လို့ထင်ပါရဲ့ဆွေးနွေးမှုတွေရောနေလာတာကိုနှစ်ချိတ်လာတယ်ခုတော့လေဘဝစီကရယူချင်တာတဲ့ဘဝကတောင်းဆိုတာမှတည်းကိုရှင်လို့ပြရပါစေမယ်လို့ပြောတတ်ပါပြီအနည်းဆုံးလိုအပ်ချက်အနေနဲ့နေ့စဉ်တိုင်းကိုငြိမ်သက်စိတ်ကလေးနဲ့တစ်ခုပြီးတစ်ခုလှုပ်သွားချင်တာရဲ့စိတ်ပါလက်ပါတခဏပြီးတခဏနေသွားချင်တာရဲ့ဒီနှစ်ခုရပြီဆိုရင်တော်ပါပြီကျန်တာလောကကြီးသဘောပါပဲလွတ်ခဲ့ပါတယ်ဉာဏ်ရှိသလားအကောင်းဆုံးကိုရွေးပြီးလွတ်ခဲ့ပါတယ်ဖြစ်ရမယ့်ຢာတွေကဖြစ်လာခဲ့ပါတယ်ဖြစ်ချင်တယ်ဆိုပေမဲ့လည်းဖြစ်လာမှာမဟုတ်တော့မယ့်ຢာတွေကိုလည်းမဖြစ်ရမှာတွေ့မို့မဖြစ်တော့လဲနေပါစီတော့လို့ထားနိုင်ပါပြီငါရောင်ရဲတက်ပါပြီလက်ရှိချိန်မှာဖြစ်ချင်တာပြောပါဆိုရင်ဘဝကိုတခဏပြီးတခဏသာဖြစ်သန်းသွားချင်တော့တယ်ပြည့်ညက်တွေဟာဘယ်လောက်တော့ဒုက္ခပေးလိုက်တယ်လဲဒါကြီးရပြီးဘာလို့ဟိုအကြည့်မရတာလဲဟိုလိုဖြစ်မှကောင်းတယ်ဒီလိုဖြစ်မှကောင်းတယ်နဲ့အလိုလိုက်ခံထားတဲ့ဆန္ဒတွေဟာဘယ်တော့ဆုံးသတ်မှာလဲမရမနာအတွေ့တွေကတိတိမှုစီကိုသာဥတည်တယ်ပြည့်ညက်တွေပျောက်သွားရင်လိုချင်တာပါရှိအောင်မလဲလောဘဟာအတ္တရဲ့ချိနေမှုတစ်မျိုးပါချိနေမှုမှန်သမျှဟာလွတ်ခတ်တယ်ဆန္ဒတွေနောက်ကောက်ပါအောင်
လိုက်ရတဲ့အဖြစ်ဟာအိမ်တွေမဲ့စေရဲ့ကြီးကျယ်တယ်လို့ကိုကထင်နေတဲ့အရာတွေကသာနေရင်ကိုကိုသေးတယ်အောင်လုပ်ပြနိုင်တယ်အထင်တွေဟာအထင်တွေပဲလို့သိမှဆိုရင်လူတွေလိုချင်လှတဲ့ဆိုတာတွေဟာလူတွေလိုချင်လှတဲ့ဆိုတာတွေဟာကို့အတွက်တော့ဘာမှမဟုတ်တော့လို့ဘယ်ရာကမှအားကြမှုနဲ့ဆရာထက်တန်လောက်ဆန်းဆောင်နေကြမရှိတော့ပါဘူးဘယ်ရာကမှမရရင်မနေနိုင်ဘူးဆိုတော့မရှိတော့လို့ဘာကမှလည်းအသေးတန်ဖြစ်မနေတော့ရောက်ရတဲ့မျက်လုံးကိုရပြီဆိုရင်ကြီးစဲတက်တဲ့မျက်လုံးကိုပါရတယ်ဆိုလိုတာကဘာကမှတဲတဲလို့ဖြစ်မနေတော့ဘူးဆိုရင်ဘာကမှကြောက်နေမှာမဟုတ်တော့ဘူးတဲ့လိုချင်လို့ရအောင်လုံးလိုက်တာတွေဟာလဲဒုက္ခလို့သိလာတော့လိုချင်မှရက်နဲ့မရလိုက်တာတွေနဲ့ပတ်သက်ပြီးဘလို့မှလည်းနေမှာမဟုတ်တော့ဒါဟာစိတ်သက်အင်အားလို့ခံစားလိုက်ရပြီဆိုရင်ကိုချစ်အောင်လုပ်ချင်မှာမဟုတ်တော့မိုးရေထဲမျောသွားတဲ့တရွက်ချောက်တွေကိုထိုင်ကြည့်ရသလိုပဲကိုနာကဖြတ်သွားတဲ့ကဘာကြီးကိုလက်ပိုက်ပြီးကြည့်နေနိုင်လိမ့်မယ်လူလောကကြီးတစ်ခုလုံးဟာမြင်းနဲ့ဘာမဆိုမြန်းတစ်ထက်မြန်းမှများတစ်ထက်များမှကောင်းတယ်လို့ဆိုကြတယ်ပုံမြန်တဲ့ကားတွေပုံမြန်တဲ့အင်တာနက်တွေနဲ့ပုံမြန်တဲ့လူသားတွေဖြစ်လာကြတယ်ပုံများတဲ့ပတ်စံတွေရအောင်လုပ်ပုံများတဲ့အပိုအလုပ်တွေများလုပ်နဲ့ပိုရှုပ်တဲ့လူသားတွေသာဖြစ်လာကြတယ်အိမ်မမနေနဲ့ခီးတွေထွက်တနေရာပြီးတနေရာသွားလို့တိုက်တွန်းခံရလွန်လို့လူတိုင်းလူဟာမယုံမရွာဖြစ်နေကြရတယ်ဘဝတည်းပဲရှိမှုကိုခံစားရလိမ့်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ကနာမနေဖြစ်နေတဲ့လူတွေကိုသာမြင်တွေ့နေရတယ်ငြိမ်သက်မှုရဲ့တန်ဖိုးနဲ့ငြိမ်သက်မှုထဲမှာဘဝရတာရှိမှုကိုတိုက်ရိုက်ခံစားလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောကြဖို့ငါမှဖော်ပြရှိမလဲလိုချင်တောင်းတမှုကိုမနူးမနှက်မှုတွေလို့ခေါ်လိုက်ရတာကိုနာကျင်အောင်လုပ်ရတယ်လို့ပဲအဆက်မပြတ်အော်ဟစ်ညီးတွားတဲ့တွေပြီးဆုံးသွားတဲ့နောက်စိတ်ငြိမ်မှုလိုက်ပါလာတယ်ဘဝရဲ့အဆုံးထိနေသွားဖို့တဲ့သူအတွက်အရာရာတိုင်းဟာသူ့အတွက်နောက်တစ်ချိန်ပြန်ကြော်တာကြီးပဲဘဝရည်ဆိုတာနောက်တစ်ချိန်ကြော်ရတဲ့အချိန်တွေပဲမဟုတ်ဘူးလားဘာကိုကြည့်ထင်ပြီးဘာကိုအံ့အားသင်ရမှာလဲမလိုအပ်တဲ့အရာတွေကိုဘဝထဲရောက်မလာဖို့နဲ့လိုအပ်တဲ့အရာတွေဘဝထဲမှာရှိနေဖို့ညင်းပယ်မှုထောင်းပေါင်းများစွာနဲ့ရွေးချယ်လက်ခံမှုအနေငယ်ကိုတင်းကြပ်ငါလုပ်ခဲ့တယ်။ဆောင်ဖြတ်ချက်တွေညင်းပယ်မှုတွေဟာတစ်ကိုနာကျင်စေပါတယ်။ကိုပြက်ကထားလိုက်ရတယ်လို့ခံစားရစေလို့လေ။ခုတော့လေဒီညင်သက်မှုထဲမှာဘဝကိုဓာတ်ရိုက်ထိတွေ့ခံစားလို့ရနေပါပြီအလိုဆန္ဒတွေဟာဘယ်တော့ဆုံးနိုင်မလဲဆန္ဒတွေဆိုတာဟာလေလိုရင်တောင်းတမှုတွေကိုအဆက်မပြတ်ဖန်တီးနေတတ်တယ်တကယ်တော့အလိုဆန္ဒတွေဆိုတာကလည်းဖြစ်အပ်တာထက်အမြဲတမ်းပိုများနေတတ်ပါတယ်ဒါကြီးကိုလိုချင်တယ်ဖြစ်တယ်ရအောင်လုပ်တယ်ရပြီအဲ့ဒီကဒါကြီးရပြီဘာလို့ဟိုဟာကြီးကမရတာလဲလို့တွေးပြန်တယ်ဆန္ဒတွေဟာလူကိုအဆက်မပြတ်လှုပ်ခါနေပြေးဝလိုတဲ့အလိုဆန္ဒတွေနဲ့အတူတကွငြိမ်သက်နေတတ်ဖို့ကြိုးစားရတယ်ဆိုတာဟာကိုပြစ်ပယ်လိုက်ရတယ်လို့လည်းဖြစ်တယ်ဒါပေမဲ့ဒီပြစ်ပယ်မှုထဲမှာပဲငါရဲ့အင်အားကိုတွေ့ရလိမ့်မယ်လို့ငါသိတယ်နှစ်တွေတစ်နှစ်ပြီးတစ်နှစ်အသက်တွေတစ်နှစ်ပြီးတစ်နှစ်ကြာလေဘဝကရနံ့ကြိုင်လေရင်းလာတဲ့သက်ကရစ်တွေနဲ့အပြောင်းလဲနေတဲ့ရက်လာတွေကိုဘယ်လိုပြောမွေးရမလဲဆိုတာလည်းသိပြီ
တနေ့တာပြီးတင်ပြီးထိုက်တာကိုကြောင်ကြောင်ကြကြမရှိပဲပြီးတက်ပြီလူတွေချီးမွမ်းသလားအဖြစ်တင်သလားဆိုတာလဲကိုယ့်ပုံမဟုတ်ဘူးလို့ထားနိုင်ပြီလူဘဝရဲ့မမျောလင့်ပဲဖြစ်တတ်မှုတွေကိုစက်တည်ရှိရှိလက်သင့်ခံရပြီးလဲနေတတ်ပြီနှလုံးသားဖြစ်စဉ်သူတွေစီကပေးလာတဲ့အချစ်စစ်စစ်ရတာကိုခံစားရလို့ကိုယ်ပိုင်နှလုံးသားလဲရှုံးဆုံနေပါပြီဘယ်တော့အခါမှမစိုးကျင်းတဲ့စရာတစ်ခုနဲ့မကျင်းတဲ့စရာတစ်ခုအမြဲတွန်းတွဲရှိမဲ့ဘဝမှာလှုပ်တဲ့နာတွေအထိုက်လျောက်လှုပ်ဖြစ်ခဲ့လို့လဲကျင်းနေပါပြီနောက်ပြန်လှည့်ကြည့်လိုက်ရင်အမှားရမကင်းခဲ့ပေမဲ့လဲနောင်တကြည်ကြည်မရှိခဲ့လို့ဝမ်းသာရပါသည်လူဘဝကတူတောင်းလို့နေဘဝကကြာမှချုံငိမ့်နေဘဝဟာချုံငိမ့်တော့ကြောက်တာမဟုတ်ရင်တည်ခြင်းကဘာလို့ဒီလောက်ခါသိနေရမှာလဲဒါပေမဲ့ဒီခါသိမှုကိုတော့ချုံငိမ့်အောင်ငါပြောင်းလဲဖြစ်လေဦးမယ်ဆူတောင်းမိပညာရှိကိုမြင်တွေ့ရရင်သူဟာပညာရှိလို့သိနိုင်လောက်တဲ့ဉာဏ်ပညာမျိုးရှိပါစေသူ့ရဲ့ကဲကိုလိမ္မာစွာအကဲခတ်ပြီးသူ့စီမှာချစ်ခင်မျက်နှာမှုရအောင်လေးမြတ်စွာချဉ်ကပ်တတ်သူဖြစ်ပါစေသူ့အချိုက်ကိုသိပြီးလိုက်သိစွာဆက်ဆံတတ်သူဖြစ်ပါစေသူ့မှာရှိသမျှပညာဉာဏ်ကိုအိတ်သွန်ဖာမောက်ပေးခြင်းလောက်ယူတတ်တဲ့သူဖြစ်ပါစေပညာရှိတယောက်စီကတသက်တာတူနေခြင်းလိုက်တာဆိုရခံစားမှုကိုပေးအပ်ခြင်းခံရတဲ့သူဖြစ်ပါစေကုသိုလ်တွေအများကြီးရမှာပဲနော်လို့ပြောကြတယ်ပီတိတွေနဲ့ပြောလာတဲ့မုဒိတာစကားကိုနားလဲပါတယ်ဒါပေမဲ့တစ်ခုခုလုပ်တဲ့အခါမှာဘယ်တော့မှကုသိုလ်ရဖို့ထဲမစင်စားဘူးကောင်းတာတစ်ခုလုပ်ဖို့စဉ်းစားကြံစီစဉ်ကလေးကစိတ်သက်ရောအသိဉာဏ်ရောညင်သွားပြီဖြစ်လို့ကိုရတဲ့နာရပြီးသားဖြစ်သွားပါပြီနောက်တစ်ပါးမှထရကျင်တာမရှိရပါဘူးမနေ့ခင်းတိုင်းကိုငြိမ်သက်သက်ဖြတ်တန်းချင်နိုင်ရင်အသေးပဲရှိတဲ့စကားလေးတွေကိုစစကားပြောချင်နိုင်ရင်ဆန္ဒတွေကိုကြည်မွေ့ရင်လက်လွတ်ထားနိုင်နိုင်ရင်ဒါအပြင်ခြားပါလို့ချင်စရာရှိသေးလဲလို့ကွယ်အနည်းဆုံးတော့လိုအပ်သူအတွက်တခြားပါများလိုစရာရှိသေးလို့လေလိုအပ်ချက်တွေကိုအနည်းဆုံးဖြစ်အောင်လုပ်လိုက်ပြီးရဲ့နောက်ငါပို့ပြီးငြိမ်သက်သွားတယ်ရုံရည်မှုကအိန္ဒိယရလိုက်တာများလို့ရင်ဘယ်ရမှမကောင်းမှုဆိုတာသိဖို့နှစ်ပေါင်းများစွာကြာခဲ့ပါတယ်ချစ်ခင်တွေ့တာမှုတော့နည်းနည်းလောက်ဆိုရင်လုံလောက်ပါပြီအကယ်၍ကိုကသာလူနေသေးတယ်ထင်ဖြစ်နိုင်လို့တလောကလုံးရရင်တော့လုံလောက်သွားပြီလို့ရှိမှာမဟုတ်ဘူးအထူးသဖြင့်မလုံလောက်သေးဘူးလို့ထင်နေတဲ့လောကရဲ့အမြောက်ထိုးပင်ကိုလှုပ်တက်မှုတွေကိုအမိရမဖမ်းနိုင်ရင်တော့တည်တဲ့အထိသိခါကြရတော့မှာပဲအခုတော့ငါရောက်ရဲတက်လာပါပြီလူဘယ်လောက်ရနေပါပြီလုံလောက်နေပါပြီတော်ပါပြီအသိဉာဏ်ရဲ့ရှင်းလင်းပြသမှုနဲ့အတူအချိုးကျလိုက်လံတိုးပွားလာတဲ့စိတ်ဓာတ်ရဲ့ငြိမ်သက်မှုကတိတ်ဆိတ်နေနိုင်ခြင်းကိုပါပေးပါတယ်အသိဉာဏ်ရဲ့ရှင်းလင်းပြသမှုနဲ့အတူအချိုးကျလိုက်လံတိုးပွားလာတဲ့စိတ်ဓာတ်ရဲ့ငြိမ်သက်မှုကတိတ်နေနိုင်ခြင်းကိုပါပေးပါတယ်စကလုံးတွေကခန်းစားမှုကိုဖော်ပြနိုင်စွမ်းမရှိရတဲ့အခါတိတ်တာနေပါစေဒီတိတ်ဆိတ်မှုတဲ့မှာအချစ်ဘဝအလွမ်းနဲ့စောင့်တရားရခြင်းတွေရှိနေဒီလိုမတုံ့လှုပ်ခြင်းကိုအထီးကျန်ခြင်းလို့မခေါ်နဗျာတစ်ပါးလို့ညီသက်ခြင်းလို့ခေါ်တယ်
ကန်တရားပေါ်မမိခိုရတဲ့ဘဝဟာဘယ်လောက်ကန်ကောင်းလိုက်တယ်လဲလက်ရှိဖြစ်ဆုံးပံကိုဖန်ဆုပ်ပြီးစိတ်လုံးချုံမှုကိုရတယ်အနာဂတ်မှာကောင်းတာတွေဖြစ်လာမှာပါလေဆိုပြီးပြောင်းနေတာမျိုးမဟုတ်ပဲဘယ်လောက်သက်ဝင်လိုက်တယ်လဲအနာဂတ်မှာကောင်းတာတွေဖြစ်လာမှာပါလေဆိုပြီးပြောင်းနေတာမျိုးမဟုတ်တာဘယ်လောက်သက်ဝင်လိုက်တယ်လဲနောက်ထပ်ဘာမှမလိုတော့တဲ့စိတ်ကဘယ်လောက်ကျဉ်းနေဖို့ကောင်းလိုက်တယ်လဲငါ့ကိုကုထပ်ပို့ချင်းကောင်းမှာပဲလို့မတွေးတဲ့စိတ်ဟာလည်းဘယ်လောက်ခံနိုင်လိုက်တယ်လဲညနေတကောင်အိမ်မောကြနေတော့ချိန်မှာပဲငါနိုးထလာတယ်ဘဝရဲ့လိုအပ်ချက်တစ်ခုခုကိုသိရဖို့ငါနိုးထလာခဲ့တယ်ဘဝရဲ့လိုအပ်ချက်တစ်ခုခုကိုသိရဖို့ငါနိုးထလာခဲ့တယ်လို့သိနေတယ်တစုံတစ်ခုကသူ့ကိုနားလဲအောင်လုံးလို့ပြောနေတယ်လို့ပဲဘာလဲအဲ့ဒါဘာလဲတကယ်တော့အဲ့ဒီလိုနိုးလာတိုင်းလှုပ်တတာတစ်ခုပဲရှိတယ်အတက်နိုင်ဆုံးငြိမ်သက်အောင်နေတာပဲငြိမ်သက်အောင်နေတတာတစ်ခုပဲငါလှုပ်တတ်တယ်ဒီနေ့ဘာလုပ်လဲလို့ငါကိုမေးတတ်ကြတယ်တစ်ခုလုပ်နေရလို့ဖြေနိုင်ဖို့ငါအမြဲတမ်းစူးစမ်းခဲ့တယ်ဖြစ်နိုင်ရင်ကြီးတွေဖြေနိုင်ချင်တာပါပဲလူတွေအားကြတာခံချင်လို့လေသူများတွေမလုံနိုင်တာငါလုံနိုင်တယ်လို့ဖြစ်ချင်လိုက်တာအရင်တော့ပေါ့ခုတော့ပြင်းပေါက်နာခုံလေးမှာမျက်လုံးလေးမှိတ်ပြီးအကြာကြီးထိုင်နေအကယ်၍အခုနေတယောက်ကဘာလုပ်နေလဲလို့မေးရင်ဘာမှမလုပ်ပဲနေဖို့စူးစမ်းနေရလို့ပြန်ဖြေမယ်ဟုတ်တယ်ဘာမှမလုပ်ပဲလဲငြိမ်ငြိမ်ချမ်းချမ်းရှိနေနိုင်တာဟာရှင်းတန်လာတဲ့ငြိမ်သက်မှုလို့ငါခံစားတက်လာပြီမလို့လေဘာမှမဖြစ်တယ်လို့နေတတ်တဲ့ငါကိုမကျင်မနှက်များဖြစ်နေသလားငါရဲ့ရှေ့အတိုင်းထုတ်ပြဖို့ထက်ငြိမ်သက်နေဖို့ကိုသာငါပို့လို့ခြင်းမိတယ်ဒါဟာငါရဲ့အာသချက်မဟုတ်တယ်လို့ချုပ်ရင်ချက်လို့လည်းမထင်ပါဘူးအားတင်ခြင်းအလင်းမရှိတဲ့စိတ်နဲ့တပေါင်းအလုံးကိုဖြတ်သန်းသွားရမယ်ဆိုရင်ငါသိပြောမိမှာပဲရောက်ရခပ်ဖို့ဆွဲဆောင်မှုတွေများလို့တဲ့လောကကြီးမှာငြိမ်သက်မှုတစုံတစခံစားမိရဆိုရင်ငါသိကျင်နေမိမှာပါပဲငါကိုချစ်ကြတဲ့သူတွေဟာချစ်တော့မောတော့ပါသူတို့ဘာဖြစ်လို့ပြေဝမချစ်နိုင်တာလဲဆိုတာငါသိပါတယ်ဒါဟာသူတို့ပြတ်တော့မဟုတ်ပါငါကိုကလွတ်လပ်မှုကိုမှတ်လွန်းနေငါကိုကငါမျောလင်းချက်တွေနောက်ကောက်ပါလွန်းနေငါကိုကအချစ်ကိုရောက်ရဲလွန်းနေကျေးဇူးတရားဆိုတာလေးလံနေဒါကြောင့်ပဲကျေးဇူးကိုမြင်းမေးဖြောက်ပစ်ချင်တာတဘာဝကြပါတယ်ကျေးဇူးတရားဆိုတာလေးလံနေဒါကြောင့်ပဲကျေးဇူးကိုမြင်းမေးဖြောက်ပစ်ချင်တတ်ကြတာတဘာဝကြပါတယ်အကယ်၍များကျေးဇူးတရားတွေအကြောင်းလက်လေးလက်လံတွေးမိခဲ့ရင်ငါကိုစေရင်တဲ့ခါထုတ်ပစ်ခဲ့ပါတယ်ငါဘယ်လိုအကြောင်းတွေကိုမှပြန်ပြောနေမှာမဟုတ်တော့လို့ငါဘယ်သူကိုဘာလို့ပေးဖို့လဲဆိုတာလဲသတိရနေတတ်တဲ့သူမဟုတ်ပါဘူးငါစိတ်ရဲ့ငြိမ်သက်ငြိမ်ချမ်းမှုအတွက်အဲ့ဒီလိုအရာတွေကိုတွေးဖို့ပြောနေမှာမလို့စကားကြီးတွေနဲ့လူတွေကြည့်ဆိုင်တာခံရဖို့လုပ်ခဲ့မိရင်ကိုယ့်အကြောင်းကိုတွေးမိတိုင်းစိတ်ပြတ်နေရမှာဘဝကိုနေရပြစားဖို့မဟုတ်ဘူးငါစီကငါရိုးသားမှုကလွဲလို့နောက်ထပ်ဘာမှတောင်းဆိုစရာမရှိပါဘူးလူတွေကိုလည်းကိုယ့်ရဲ့အကောင်းဆုံးကိုရိုးသားဆုံးပေးလိုက်ပြီးရင်ဒီလောကလုံးကိုမေ့ထားလိုက်တာအကောင်းဆုံးဘဝနေနေပဲမဟုတ်လားမနေ့မိုးလင်းလို့ငါမှလှုပ်ရှားလေးတွေရှိရဲ့လို့တွေးပြီးအိယာထားရတာဘယ်လောက်ကောင်းလိုက်တယ်လဲရောင်လဲမရေမရစိတ်နဲ့ငါနိုးထမလာပြရစေနဲ့တဲ့ပြတ်သားတဲ့မနေ့ခင်ကိုဖန်တီးမိပြစေအာမန်ပြီးရဲ့နေ့လေခင်ကိုနေထိုင်မိပြစေ
စိတ်လက်ကြည်သားတဲ့ညနေခင်းလေးမှာချစ်ချင်းမြတ်တာတွေအကြောင်းတွေးတောမိပါစေတိတ်ဆိတ်တဲ့နှလုံးသားနဲ့ညချမ်းချိန်ခါလေးကိုကုံဆုံးတက်ပါစေအိပ်ပျော်ခါနေအချိန်လေးမှာဘဝတစ်ခုလုံးနဲ့တိုက်ရိုက်ထိတွေ့သွားပါစေလူတွေထင်လွယ်မကောင်းပြောတာကိုစိတ်ဆိုးစိတ်ပြန့်နေတာကိုယ်တပါကြုံမှမရှိဘူးလူတွေဆိုတာသူတို့ထင်ချင်ရာထင်လိုက်ကြတာပဲသူတို့အကောင်းထင်တုံလဲတိတ်မသားရသလိုသူတို့ဆိုးမြင်တော့လဲတိတ်မတုံလှုပ်ပါဘူးလူတွေငါပေါ်ဘလို့မြင်ရင်ကောင်းမှာပဲလို့လဲစံတာမရှိသလိုကိုယ်စိတ်ရဲ့အရေးအသွေးထက်ပိုရေးပါတာကလည်းဘာမှမရှိပါဘူးကိုကတော့ရိုးသားဆုံးဘဝမှာကိုဘာသာစိတ်ချမ်းသာနေတော့တာပဲလူဟာကိုအကြောင်းကိုပြန်စဉ်းစားပြီးကိုဘာသာစိတ်ချမ်းသာနေဖို့အရေးကြီးဆုံးမှမဟုတ်လားမွေးနေ့တစ်ခါမှမလုပ်ဘူးပါမွေးနေ့ရောက်မှထူပြီးပြောတာလည်းမဖြစ်ဘူးတခါတလေကိုမွေးနေ့ကိုမိနစ်တက်သေးတာမွေးနေ့တိုင်းဟာအရင်နေ့တွေလိုအလိုပဲတိတိစိတ်ကုံဆုံးသွားတာပါပဲမွေးနေ့ကြရင်ဖြစ်တဲ့ဆူတောင်းလေးတော့ရှိပါတယ်မမနာနေတဲ့ဘဝမှာအရာအလုံးရဲ့အကန့်အသတ်ကိုသိနာလဲပြီးတော့အကောင်ရောအဆိုးပါမတုံလှုပ်တဲ့စိတ်နဲ့မြောက်ကြောမဖြစ်ပဲအကျိုးရှိရလုပ်ကိုလုပ်ရင်နေထိုင်သွားတပြစေလို့ဘဝဟာအတိတ်ပဲရှိသလားလို့ငါ့ကိုမမေးပါနဲ့ကွယ်ဒီမိကုန်းကိုမမေးပြတာကြာလှပေါ့အဖြေတွေမလိုအပ်တော့တာလဲကြာလှပေါ့ကောင်းကင်ဘောကတိမ်တွေကိုမော့ကြည့်ရင်ငါမရှိရတဲ့ကဘာကြီးကိုမြင်ကြည့်တတ်နေပြီကဲရင်ပြမောတရိပ်ပြေးသွားတဲ့တိမ်တွေကိုကြည့်ပြီးတော့လဲအနာတရားဖြစ်အောင်မလုပ်ခဲ့တဲ့ဘဝကိုနှုတ်ဆက်တတ်နေပါပြီဘဝဟာအတိတ်ပဲရှိသလားလို့ငါ့ကိုမမေးပါနဲ့ကွယ်ဒီမိကုန်းကိုမလိုအပ်တော့တာကြာလှပါပေါ့ငါဘဝကတိတ်တိတ်ဆိတ်ဆိတ်ငြိမ်းငြိမ်းချမ်းချမ်းရဲ့ရိုးရိုးရှင်းရှင်းနဲ့ဒုက္ခလည်းအမြင်နေပါတယ်ဒီလိုဖြစ်အောင်ပဲစီမံခဲ့ရတာလေညကကလေးငယ်လေးတယောက်လိုအိပ်ပျော်ပြီးနေ့ကနှစ်ဖျားတစ်ပါးလိုအလွတ်လုပ်တယ်ပြီးတော့ကဘာကြီးရဲ့ဆွန်ဖျားလေးမှာငါနေတယ်လူတွေရဲ့ဒုက္ခတော်ထဲမှာတထဲဝင်မဖြစ်နိုင်တာနဲ့ပတ်သက်ပြီးတောင်းပန်စကားမဆိုချင်ပါဘူးသူတို့အကြောင်းတွေတွေးပြီးငါအချိန်ချင်းချရတဲ့သဖြင့်တွေကိုလည်းဘယ်သူမှမသိစေချင်ပါဘူးအကယ်၍ကိုဟာလက်ရှိကိုအရှိအတိုင်းကျင့်တတ်နေတယ်ဆိုရင်အတိတ်ကဖြစ်ခဲ့ရတဲ့အကုန်လုံးကိုလည်းကျင့်တတ်ရမှာပေါ့အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဘလို့ဆိုးတွေပဲကြုံခဲ့ပေါ့ဒီဆိုးတွေသာငါမကြုံခဲ့ဘူးဆိုရင်ဒီလိုမှားတွေသာငါမမှားခဲ့ဘူးဆိုရင်ဆိုပြီးအတိတ်ကိုပြင်ဖို့မကြိုးစားတော့မလိုတော့ဘူးလေလက်ရှိကိုကျင့်တတ်နေရပဲအတိတ်ကိုပြင်ဖို့မလိုအပ်တော့ပါဘူးဖြစ်ခဲ့တဲ့အတိုင်းဟာကျင့်တတ်စရာကြီးပါလို့စိတ်ဒုံချပြီးတဲ့နောက်ငါ့ကိုငါအစ်ပြန်လဲမွေးဖွားလိုက်နိုင်ပြီပဲငါအတိတ်ဘက်ကိုငါရှာတွေ့သွားပြီပဲအခုဆိုရင်ကိုတကယ်ခံစားရတာထက်ပိုပျော်မိတာမျိုးကိုရှောင်တယ်ဖြစ်နိုင်တဲ့လောက်ရှော့ပြောတယ်လူတွေကစကားလုံးတွေသုံးပြီးသူတို့ခံစားချက်တွေကိုအလွန်အကျွံလှုပ်ပြနေကြတာကိုငါစောင့်ကြည့်တယ်ကိုကျွမ်းကျင်တဲ့စကားလုံးတွေကိုတော့ကိုပြန်လုံးမစားဘူးလို့ကိုပြောတယ်ပြီးတော့စကားလုံးလေးတွေကိုဖွားလေးလမ်းလျှောက်တန်ငါတင်တယ်အဲ့ဒီတော့ငါနှလုံးသားကဖွားလေးလမ်းလျှောက်တက်လာတယ်နှလုံးသားကဖွားလေးလမ်းလျှောက်တက်ပြီဆိုရင်ပန်းကင်းတဲ့လမ်းမကြီးပေါ်လာတယ်ဒါဟာလမ်းရဲ့လှုပ်ဝက်ချက်လို့ငါပြောမယ်အချိန်တွေဟာကိုမသိလိုက်ခင်လေးမှာအသာလေးရှော့ထွက်သွားတယ်နေ့စဉ်ဘဝကငါ့ကိုဖီစီလုံးနဲ့လို့တွေးရင်
ဆယ်စုနှစ်တွေကတော့ငါ့ပေါ်သားလေးကြော်နှင်းသွားကြတယ်အချစ်တွေမုန်းနေကြမှာပြများခဲ့ရတာတွေခက်ရည်ရည်သာတတိရတော့တဲ့ပျော်ရွှင်မှုတွေနဲ့ခံပြင်းပြင်းပေါ်လာတတ်တဲ့အနောင်တချို့ကလူဘဝရဲ့ခံစားချက်အစစ်မှန်ကိုပြောပြနေတေခါနေနောက်ဆုံးတော့လဲအရာဟာလုံးကဘာမှမဟုတ်ပါလားလို့သိသွားရမှာပါဒါပေမဲ့ခုကလေးကငါအဲ့ဒီစိတ်နဲ့နေသွားခြင်းနဲ့လူတွေကအဆင့်အတန်းမြင့်တဲ့ဘဝကိုနေကျင်ကြတယ်အဆင့်တန်းမြင့်တဲ့ဘဝဆိုတာလူအထင်ကြီးခံရတဲ့ဘဝလို့လူတွေကထင်မိကြတယ်ဘာဖြစ်လို့ဒီလိုထင်တာလဲဆိုတော့သူတို့နှစ်ခုကထက်နေလို့ပါလူအထင်ကြီးတယ်ဆိုတာကိုခွာချလိုက်ဖယ်ချလိုက်ပါအဲ့ဒီအခါကျမှတကယ်အဆင့်တန်းမြင့်တဲ့ခံစားမှုကိုသိရမယ်တကယ်အဆင့်တန်းမြင့်နေဆိုတာဘဝကယိုးနေတာရှင်းနေတာတန့်နေတာဖြူစင်နေတာငြိမ်းချမ်းနေတာငြိမ်သက်နေတာပါအဲ့ဒီထဲမှာဘုသူတာတွေအများကြီးရှိရလည်းမပေါအောင်စာအုပ်တွေအများကြီးဖတ်ဖူးတာလည်းမပေါအောင်နိုင်ငံပေါင်းစုံရောက်ဖူးတာလည်းမပေါအောင်ပါစံတွေအများကြီးရှာနေတာလည်းမပေါအောင်ဝင်ငွေအများကြီးရှိရလည်းမပေါအောင်လူတီများကြော်ကြားတာလည်းမပေါအောင်တကယ်အဆင့်တန်းမြင့်တဲ့ဘဝဆိုတာစစ်မှန်ခြင်းရိုးရှင်းခြင်းတန့်စင်ခြင်းစင်ကြယ်ခြင်းငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းတွေရှိနေတာကိုခေါ်တာပါငယ်ငယ်ကလေးကယူရမယ့်တာဝန်ကိုအများဆုံးယူရတဲ့သူဖြစ်လို့ခလီဘဝဟာမြင်မြန်မဲ့ကုန်းသွားခဲ့တယ်ကြီးလာတော့လဲကိုမစင်မချင်းချမှတ်ထားတဲ့တာဝန်တွေများစွာနဲ့ပြိုမြင့်နှုတ်နေခြင်းတွေဟာအိမ်မက်လိုပဲဖြစ်သွားတယ်ယူရမယ့်တာဝန်ကိုယူနိုင်တဲ့သူတယောက်ဖြစ်ရလို့ခုချိန်မှာငါစိတ်ကဘာသာသူငြင်းချမ်းနေပါတယ်လွတ်လပ်နေပါတယ်ကိုအကြောင်းကိုပြန်တွေးမိရင်ငါစွမ်းကုန်ငါအစွမ်းဒါကုန်ပဲလားလို့သာမေးမိရင်တက်တောက်တက်တာနေရတဲ့ဘဝကိုငါဘယ်တော့မှမတောင်းခံပါဘူးငါအတွေးတွေငါစိတ်နှလုံးသားတွေပို့ပြီးတော့သာငြိမ်သက်ပါစေတော့ကိုအပြစ်ရှာမကောင်းပြောတဲ့သူတွေကိုဘယ်လိုသဘောထားမယ်မှန်မသိတဲ့ဒုက္ခငါမှမရှိရတာကြာပါပြီလူတွေကိုရှာတာကိုတွေးကြတာပဲမဟုတ်လားသူတို့ရှာတာသူတို့တွေးတာတယ်လို့သာဆိုပြစီတော့ငါကတော့အကောင်းဆုံးကိုသာရှာကြည့်တယ်ဘယ်သူရဲ့အကောင်းဆုံးပဲဖြစ်ဖြစ်အဲ့ဒီအကောင်းကိုစိတ်ထဲမှာအယုံပြုထားတယ်သိမကြခင်သူ့အကောင်းကငါအကောင်းဖြစ်လာတော့တာပဲသူများမကောင်းချောင်းတွေးနေတဲ့အချိန်မှာစိတ်လည်းမတည်ငြိမ်ဘူးအတိညာလည်းမထွက်ပါဘူးဒါကြောင့်ငါကတော့သူများမကောင်းချောင်းကိုတွေးတောင်တွေးနေမှာမဟုတ်ဘူးလောကကြီးကိုဘယ်အချိန်မှနားလဲတယ်လဲဆိုတော့လောကကြီးစီကဘာမှပြန်မလို့ခြင်းတော့တဲ့အချိန်မှနားလဲတယ်ဒီလိုပါပဲလူကိုပဲချိန်မှနားလဲတယ်လဲဆိုတော့အဲ့ဒီလူစီကဘာမှရယူလို့စိတ်မရှိရတဲ့အခါမှနားလဲတယ်ဘဝစီကကိုပြန်မျောလင်းတာဘာမှမရှိရတဲ့အခါကျမှဘဝကိုနားလဲလာတယ်ကိုမှချို့တဲ့စိတ်မရှိရတဲ့အခါကျမှအရာရာကိုပိုနားလဲလာတယ်စိတ်ကိုငြိမ်သက်အောင်မွေးမြူနိုင်တာနဲ့အမျှချို့တဲ့စိတ်တွေလည်းနှဲပါသွားပါတယ်ရှောင်လွှဲလို့မရတဲ့ကံကြမ္မာတွေကအမှန်တန်ခွင့်မရှိဘူးဆိုတာပြောလာတဲ့အချိန်ကြာတော့မှလွန်ဆန်လို့မရတဲ့ရန်တစ်ခုကိုငါဒူးထောက်အယူသေးပေးမိတယ်ငါဟာကံကြမ္မာကိုစင်ကောသူတရားမဖြစ်ရတော့ဘူးလေစိတ်ဆင်းရဲဆုံးချိန်မှာတော့စိတ်မဆင်းရဲပဲနေနိုင်ဖို့နဲ့မကြုံရသေးတဲ့ကံကြမ္မာတွေပေါ်မှာတော့ကြိုတင်ယူသေးတဲ့စိတ်ထားရှိဖို့မှန်ကိုချလိုက်ပါတယ်ငါကပြောညံ့ခွင့်ပြုလိုက်ပြီးမှငါပို့ပြီးခိုင်းမှလာတယ်ရှောင်လဲလို့မရတဲ့ကံကြမ္မာကိုယူသေးတက်လာတော့မှဘဝကိုငါပို့နေတက်လာတယ်
ဏသာခံတဲ့ချစ်တွေမေးပြောင်းလွယ်တဲ့ဂရိစကားတွေအပြောင်းလဲမြန်တဲ့ခင်မင်မှုတွေနဲ့ရင်ထဲကမေတ္တာတရားကပုံရှုပ်ွယ်ရှုတာနေရတော့တဲ့အချိန်တွေမှာမင်းကြီးညူမိမယ်ထင်ပါတယ်စိတ်မပြတ်ပါနဲ့ကွယ်အကောင်းကိုမရတော့တဲ့အခါမှာအကောင်းဆုံးကိုရတတ်ပါတယ်ဘေးကင်းတဲ့ချစ်ဆိုတာမရှိဘူးလားလို့ငါ့ကိုမမေးပါနဲ့ကွယ်လူတို့တော်များများကဘဝကိုခံချင်နေသွားကြတာပါသူတို့ဘာမှတကယ်မသိလိုက်ဘူးသူတို့ဘာကိုမှတကယ်မမြင်လိုက်ဘူးသူတို့ဘယ်သူကိုမှတကယ်မချစ်လိုက်ပါဘူးတဲ့စိတ်မပြတ်ပါနဲ့ကွယ်အကယ်၍မင်းသားငြိမ်းချမ်းနေမယ်ဆိုရင်အကောင်းကိုမရတော့တဲ့အခါမှာအကောင်းဆုံးကိုရလာပါလိမ့်မယ်မြတ်စွာဘုရားကကိုအရင်ငြိမ်းချမ်းအောင်လုပ်ဖို့ဆုံးမတော်မူတယ်ကိုငြိမ်းချမ်းဖို့မကူညီနိုင်တဲ့သူဟာဓမ္မသူကိုငြိမ်းချမ်းကူညီဖို့မဖြစ်နိုင်ပါဘူးတဲ့ကဘာကြီးတစ်ခုလုံးကိုထမ်းထားဖို့မင်းပခုံးတမတန်ဆွမ်းပါဒါပေမဲ့ကဘာကြီးရဲ့စိတ်ပိုင်းလေးတစ်ခုလောက်ကိုထမ်းနိုင်ခြင်းနဲ့ဆိုရင်တော့ကိုယ်တိုင်အရင်ငြိမ်းချမ်းမှဖြစ်မယ်နောက်ဆုံးမှာတော့ဘယ်သူအတွက်မှဘာမှမလုပ်နိုင်ဘူးဆိုရင်တော့တယောက်တည်းငြိမ်းချမ်းစွာနေတတ်တဲ့ဆိုရင်အတိုင်းထက်အလွန်ဖြစ်နေပါပြီငြိမ်းချမ်းနေတဲ့သူကိုမြင်ရရုံနဲ့လောကကြီးအတွက်အကျိုးရှိနေပါပြီပျော်ရွှင်မှုနဲ့စိတ်ဆင်းရဲမှုနှစ်ခုမှာပျော်ရွှင်မှုကအပေါ်ရအာယုံကြော်တွေထဲမှာအသာအရာပျောက်ဆုံးလွယ်ပေမဲ့စိတ်ဆင်းရဲမှုကတော့ဟိုအတွင်းထဲကအနက်ရှိုင်းဆုံးနေရာမှာတွားရောက်ခေါ်အောင်နေတတ်တယ်ပျော်စရာတွေဟာပြန်တွေးမိရင်တော့ဘာမှမဟုတ်ခဲ့တယ်လို့ဖြစ်ရပြီးစိတ်ဆင်းရဲစရာကတော့အသည့်အတိုင်းပြန်ပေါ်လာတတ်တယ်အကယ်၍သင်ဟာဉာဏ်မြင့်တဲ့သူတယောက်ဖြစ်မယ်ဆိုရင်ကိုမှန်ခဲ့တာတွေထက်ကိုမှားခဲ့တာတွေကိုပိုသတိရလိမ့်မယ်ကိုအချောင်းလန့်နိုင်ဆုံးသူကကိုယ်တိုင်ဖြစ်လို့ကဲ၍သင်ဟာဘဝကိုငြိမ်းငြိမ်းချမ်းချမ်းဖြစ်သန်ခြင်းနဲ့ဆိုရင်သင်အတွက်ပထမဆုံးလုပ်ရမှာပျော်ရွှင်နေဖို့မဟုတ်တော့သင်အတွက်ပထမဆုံးလုပ်ရမှာကအမှားနဲ့ဖို့ပဲဖြစ်တော့တယ်ကိုယ်တိုင်လုံးနိုင်တဲ့အလုပ်ကိုအကောင်းဆုံးလုပ်တယ်အဲ့ဒီအတွက်ဘယ်လောက်ပြင်ရမှာလဲလို့အထင်မတွက်ဘူးဘာဖြစ်လို့လဲဆိုတော့ငါမှချိုးတဲ့စိတ်မရှိလို့ပါအထူးဘယ်သူအဖြစ်ငါထက်သာသွားပြီလို့ဆိုရင်စိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ငါလုပ်တဲ့အလုပ်ကသူများနဲ့နိုင်ရှင်စရာမလိုလို့ပါဆက်ဆံရေးမှာငါကနိုင်သလားသူကနိုင်သလားငါမစင်စားဘူးဘာဖြစ်လို့လဲဆိုတော့ငါကနိုင်ရှုံးနဲ့ဆက်ဆံတာမဟုတ်လို့ပဲသူတို့ငါ့ကိုချစ်သလားမုန်းသလားလို့တွေးမပူမိဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကိစ္စသူတို့နဲ့ပဲဆိုင်နေလို့သဘောထားလို့ပဲငါပြိုင်ဘက်လို့လက်ညှိုးထိုးစရာလို့လည်းတရားမှမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ပြိုင်ဆိုင်တက်တဲ့သူသားအရှုံးသမားဖြစ်တယ်ဆိုတာသိထားလို့ပါကိုဘဝကိုအေးချမ်းချမ်းနေပြီးဘယ်ရာကိုမှမရရင်မနေနိုင်တာမရှိရတဲ့သူကိုဘယ်လိုရာကအနေကျသွားအောင်လုပ်လို့ရရမလဲငါသွားတဲ့လမ်းမှာဘယ်သူနဲ့မှပခုံးချင်းတိုက်သွားစရာမရှိပါဘူးငါလမ်းဖယ်ပေးလိုက်ရတဲ့သူလည်းတရားမှမရှိပါဘူးဘယ်သူနဲ့မှရှင်ပြိုင်စရာမလိုတဲ့ဘဝကိုငါရွေးချယ်ခဲ့တယ်ဘယ်သူနဲ့မှမနာလို့ဖြစ်စရာမရှိတဲ့ဘဝကိုငါရွေးချယ်ခဲ့တယ်ဒါကြောင့်လောကကြီးပျက်စီးသွားတာမရှိခဲ့သလိုလောကကြီးစီကလည်းနေနိုင်သမျှအနည်းဆုံးသာယူခဲ့တယ်ကိုနေတဲ့အတိုင်းဝိုင်းပေါ်ဘယ်တော့မှမလှုပ်ရှားခဲ့ဘူးတလို့ကိုနေရဲ့မတိမနာလိမ့်မှုလူတွေရဲ့မတိမနာလိမ့်မှုပုံမှာလဲဘယ်တော့မှအမျက်မထုတ်ခဲ့ဘူးငါဝတ်ခုရဲ့ပေါ်မျောလင်းချက်သာထားရမယ်ဆိုရင်ကြောက်ခြင်းစိုးရိမ်ခြင်းအလျင်မရှိတဲ့စိတ်ကိုသာလွတ်ခြင်းနဲ့ငါအများဆုံးကချစ်ခဲ့အသက်တွေကြီးလာတော့အရာလုံးထပ်ဖို့အရေးကြီးတာကဘဝတစ်ခုလုံးပေါ်ထားတဲ့ကိုယ့်ရဲ့သဘောထားဖြစ်လာတယ်။နေ့စဉ်ဘဝဆိုတာလဲကြိုးတစ်ချောင်းနဲ့တီးရတဲ့ဆောင်းလိုပဲ
ကိုသဘောထားကိုမမှန်ကန်ကန်ထားနိုင်ပြီးတနေ့တာငြင်းငြင်းချမ်းချမ်းကုံဆုံးသွားဖို့တစ်ခုတည်းကိုသာလေးထားရတယ်မနေ့ကဘာပဲဖြစ်ခဲ့ဒီနေ့ကိုသဘောထားကသာကိုပြတ်ထန်းတယ်အကယ်၍ကိုမှသာမှန်ကန်တဲ့သဘောထားရှိမယ်ဆိုရင်လူမသိသူမသိဘဝမှာလည်းစိတ်ချမ်းသာအောင်နေနိုင်လိမ့်မယ်အကယ်၍ကိုမှသာသဘောထားကိုမှသာမှန်ကန်တဲ့သဘောထားရှိမယ်ဆိုရင်ဘဝအသေးပဲဆိုတာလေလွယ်လွယ်လေးခံစားမိနေလိမ့်မယ်လူမျိုးမျိုးစိတ်ထွေတွေဆိုသလိုပါပဲလူတိုင်းစိတ်အတူတူမဟုတ်ကြပါဘူးဒါကြောင့်ဘာကိုမှကြိုတင်မျှော်လင့်မထားပါဘူးကိုယ့်ဘက်ကသဘောထားမှန်မှန်နဲ့မပူလုံးမလျော့လုံးနဲ့ဆက်ဆံရေးနဲ့တသက်တာခင်မင်ဖို့တတ်နိုင်ပါတယ်ဆက်ဆံရေးမှာကိုယ့်ဘက်ကတစ်ချမ်းကိုတာဝန်ယူပြီးရင်ကျန်တဲ့တစ်ချမ်းငါသူတို့နဲ့ပဲဆိုင်တယ်မဟုတ်လားအမြဲတမ်းသတိထားဆန်းစစ်နေမိတာကငါသဘောထားမှန်ရလားဆိုတာပါပဲခင်မင်မှုမှာမိတ်ကောင်းဆွေကောင်းဆက်ဆံရေးကလွဲလို့တခြားဆက်ဆံရေးမလုပ်တတ်ပါဘူးမတော်မလို့ကြောက်ရွံ့လို့လည်းမဟုတ်ပါဘူးချစ်စရာကိုချစ်ဖို့စိတ်ရောကိုယ်ရောမြုပ်နှံထားသူပါတနည်းမဟုတ်တနည်းအလိုမကျဖြစ်နေတဲ့သူတွေကိုမြင်တွေ့ရများလာတော့စိတ်ကလေးငြိမ်ငြိမ်သက်သက်ကလေးနဲ့ဘာကူမှမတုံလို့ပဲနေနိုင်ဖို့ပိုကြိုးစားဖြစ်တယ်ပြီးတော့ဘဝရဲ့ခမ်းနားတဲ့သဘောကိုပိုစဉ်းစားဖြစ်တယ်ဘဝဆိုတာကိုလှုပ်ချင်တယ်လို့လှုပ်ဖြစ်ဖို့မဟုတ်ဘူးလေငါဘာလှုပ်ချင်တယ်လဲဆိုတာထက်ဘဝကငါ့ကိုဘာလှုပ်စေချင်တယ်လဲဆိုတာကိုပိုတွေးရညီသက်နေတဲ့စိတ်နဲ့ဘဝကပြောတာကိုငါသားလေးနားထောင်တယ်ပြီးတော့ငါသားလေးကောင်းညိတ်တယ်ပြီးတော့သူဖြစ်စေချင်တာကိုလုပ်ပေးလိုက်တယ်ငါဘယ်တော့မှဘဝကိုညှို့ဆူတဲ့သူမဖြစ်ချင်ဘူးဒီကနေ့မှာဘာအတွက်နဲ့မှနောင်တရတဲ့သူဖြစ်ချင်ဘူးနေ့တစ်နေ့ရဲ့အာယုံဦးတိုင်းမှာငါဘဝရဲ့အရာရာတိုင်းကိုကြည်စုတင်တဲ့စိတ်နဲ့နှိုးထားတယ်ဒုလောကလုံးရဲ့တံမိုးကိုတည်နာလိုက်တဲ့စိတ်နဲ့ငြိမ်သက်တယ်ဒီနေ့ကဘဝရဲ့တူရမှုထဲမှာစိတ်ဒုက္ခတွေမနစ်သက်မှုတွေရုန်းကန်ရတာတွေနဲ့ဘဝဟာအမြဲတမ်းတစ်စုံတစ်ခုတိုးပြီးငါ့ကိုသင်ပေးနေတယ်အကောင်းနဲ့ကြုံရအဆိုးနဲ့ကြုံရဒါကိုဘလို့သဘောရတယ်လဲဆိုတာစာမွေးပွဲတစ်ခုလိုပါပဲအဆုံးဖြတ်ကကိုယ့်ရဲ့ခံစားမှုပါနောက်ဆုံးမှာကိုယ်တကယ်အရသာခံလို့ရတာကိုယ်စိတ်ပါပဲကိုယ်သဘောထားပါပဲကိုယ့်ရဲ့မြင့်မြတ်မှုပါပဲညနေခင်းရဲ့တဖြူးဖြူးတိုက်တဲ့လေးကိုအရသာခံတယ်ကောင်းကင်မှာတိမ်တွေတောက်ပနေတာကိုတမတ်တမောကြည့်တယ်စကြဝဠာရဲ့အဆုံးမရှိတဲ့အနန္တကိုလှမ်းမြင်ခံစားတယ်စကြဝဠာထဲမှာဒီကမ္ဘာဆိုတာဘယ်လောက်အရာမရောက်နိုင်တယ်လဲဒီကမ္ဘာပေါ်ကလူသားမျိုးနဲ့ဆိုတာလဲဘယ်လောက်သေးမွားတဲ့သေးမျိုးလဲတကယ်တော့ဘဝဆိုတာစကြဝဠာကြီးကခဏထိမ့်သိမ်းခိုင်းထားတဲ့အပိုင်းအစလေးတစ်ခုမဟုတ်လားဒီခွင့်ရည်လေးကိုတမျက်တနိုးဖြစ်ရမယ်မဟုတ်လားဘာကြီးဖြစ်ဒီနေ့ကျသူပြန်ယူတော့မှာပဲမဟုတ်ဘူးလားသူပြန်ယူတော့တဲ့ခါကျတော့ကိုသိကြီးကျယ်တယ်လို့ထင်နေကြတယ်အကုန်လုံးလေဟာသာဖြစ်သွားရတာပဲမဟုတ်လားတိမ်တွေရောင်ပြောင်းသွားပြီကောင်းငင်ကြီးလည်းဖြော့လာပြီတိတ်မကြခင်မိုးချုပ်သွားတော့မယ်နှုတ်ဆက်ဖို့အချိန်လည်းရောက်တော့မယ်လူတွေအကြောင်းကိုတွေးပြီးစိတ်ပြတ်နေတာမျိုးစိတ်ကုန်နေတာမျိုးတိတ်မဖြစ်မိဘူးအခြေအနေတိုင်းမှာသူမှားရလည်းရှိမယ်ကိုမှားရလည်းရှိမယ်ကြုံခဲ့ရတဲ့ကသင်ခန်းစာထုတ်ယူပြီးခက်မမြန်မဲ့ဥပက္ခပြုလိုက်တယ်ဖြည့်ရှင်းချက်ပေးမှကျင့်နေမဲ့သူဆိုလဲသူတို့သာမောသွားမယ်ကိုကတော့အရင်လိုပုံမှန်အတိုင်းပဲ
ဖြည့်ရှင်းချက်မပေးခြင်းလို့လည်းမဟုတ်ပါဘူးစိတ်ဆိုးခြင်းနေတဲ့သူအတွက်ဖြည့်ရှင်းချက်ဆိုတာဘယ်တော့မှလုံလောက်တာမှမဟုတ်တာသူတို့သဘောပေါက်လို့ချစ်ချင်းသေးတဲ့ဆုံးစင်တဲ့မှာပဲလူဆိုတာအမြဲတမ်းကြီးမကောင်းတဲ့သူအမြဲတမ်းကြီးကောင်းတဲ့သူရဲ့လုံးဝမရှိတတ်တာချစ်ကြခင်ကြလို့စကားပြောခွင့်လေးရတဲ့အခါသူတို့ကောင်းတာလေးတွေသူတို့သိအောင်ပြောပြခွင့်ရတာပေါ့ဆက်ဆံရေးမှာတင်ငယ်စိတ်မရှိတော့မှဒီလိုစိတ်နဲ့လူတယောက်ကိုကြည့်ရတာဘယ်လောက်မြင့်မြတ်တယ်လဲဆိုတာသိတော့တယ်ခုတော့လဲဘဝကိုငါပိုနေတက်လာပါပြီဂရိစကားတွေမလိုအပ်တဲ့ဘဝဟာဘယ်လောက်ငြိမ်းချမ်းလိုက်တယ်လဲဂရိစကားရဲ့လို့ဘယ်သူကိုမှလက်ညှိုးမထိုးဘူးလို့ဂရိစကားတွေပေါ်အမျှော်မြင်ကြီးလွန်းတဲ့ကိုကျေးဇူးတင်တယ်လူတွေဟာသူများကိုပေးဘူးတဲ့ဂရိစကားတွေကိုပြန်ပြောပြီးကိုဘဝကိုငရေပြဖြောင်းလုပ်နေကြတယ်လူဆိုတာစိတ်ကောင်းဝင်နေတော့စကားတွေလွန်တက်ကြရမှာလားတကယ်တော့လူတွေဆိုတာဟာလဲအခြေအနေတွေပေါ်အထင်မြင်မှားရင်သာနေထိုင်သွားကြတဲ့သူတွေပဲမြဲမယ်လို့ထင်တာလူတဘာဝတစ်ခုတည်းဖြစ်နေရပဲလေဂရိသစ္စာတွေကပြုံးစရာမဟုတ်တော့လို့မြဲမယ်လို့ယုံစရာလည်းမဟုတ်ပါဘူးဂရိသစ္စာတွေပြန်ရွတ်ပြီးဘယ်သူကိုမှရံမလို့ရတဲ့အဖြစ်ကိုနောင်တမိဂရိစကားတွေပြန်ရွတ်ပြီးဘယ်သူကိုမှရံမလို့ရတဲ့အဖြစ်ကိုတောင်းတမိရင်ကံကြမ္မာကိုဖေးမပါလို့တောင်းဆိုမိပါရဲ့လွတ်လပ်မှုကိုသာပေးခြင်းနဲ့တိတ်ခါရှိရဲ့အတွေ့တွေပဲတွေးခြင်းနဲ့လွတ်လပ်မှုနဲ့တိတ်ခါမရှိရင်ဘဝဆိုတာအတိတ်ပဲရှိသေးလို့လေလွတ်လပ်မှုနဲ့တိတ်ခါတာမရှိရင်ဘဝဆိုတာဘာတိတ်ပဲရှိသေးလို့လဲတနာအောင်မနေလို့ဂယုဏတတ်မှုမရဘူးဆိုရင်တယောက်ထဲသာနေပြန်စီတော့လူတွေဟာသူတို့တနာတဲ့သူကိုသူတို့တကယ်မချစ်နိုင်ဘူးဆိုတာသိလို့တယောက်ထဲဘဝမှာချစ်ချင်းမြတ်တာဟာဂုဏ်သိက္ခာရှိနေအောင်ပါဒါဟာမန်ကြီးရလို့ပြောခံရနိုင်ပါတယ်ဒါပေမဲ့ငါမှဒီမှန်မှမရှိရင်ငါဘယ်သူကိုမှတကယ်ချစ်နိုင်မှာမဟုတ်ဘူးအားငယ်ခြင်းတိမ်ငယ်ခြင်းမရှိရဘဝဆိုတာငါဘဝရဲ့တစ်ခုတည်းသောဆွတောင်းဖြစ်နေပေမဲ့လည်းငါဟာအာရပါရရီမောတတ်တယ်လို့ဝမ်းနဲ့ပက်လက်လည်းငိုကြွေးတတ်တဲ့သူပါပျော်ရွှင်ဖို့ထက်လှုပ်တဲ့လှုပ်ထိုက်တာကိုဦးစားပေးတဲ့သူပါချစ်ခင်မှုထက်လေးစားမှုကိုပိုတတ်မှုထားတတ်သူပါတနာတယ်လို့ပြောခံရမယ့်အစားတည်ခြင်းကိုသာတောင်းခံတတ်သူပါအတနာခံရတဲ့ဆိုတာလူအောက်သူအောက်ကြမှုအပြင်ဘာမှမပိုးလို့ညွညွငယ်ငယ်ငါမျက်နှာကိုမှန်တယ်မှတော့မမြင်ချင်ဘူးဒါကိုပဲနားလေပေးပါလို့မပြောလို့ပါဘူးဒါဟာမတောင်းခံလို့တဲ့တတိရဲ့အေးချမ်းမှုပါငြိမ်သက်မှုပါငါလို့တော့မခံယူမိပါဘူးဘာမဆိုမြင်နဲ့အချိန်လူနေကြတဲ့လူတွေကြားထဲမှာငါအတွက်တော့အချိန်တွေဟာအကန့်အသတ်မရှိနေသလိုပဲပြားကြီးပြားလောက်တတ်တာဟာဉာဏ်ပညာနေတဲ့လက္ခဏာဖြစ်လို့အလင်းစလို့မှန်သမျှကိုငါညင်းပယ်တယ်လက်ရှိဘဝတည်ပြီးလို့နောက်ဘဝရောက်သွားပြီးမှကိုနေခဲ့တဲ့ဘဝကိုနောက်ပြန်ကြည့်တဲ့အခါမြင်ရမယ့်အမြင်မျိုးနဲ့ဘဝကိုနေထိုင်မယ်ဘာတွေကိုရေးကြည့်ရလို့ထင်နေရလဲဘာကြောင့်လျင်စလို့ဖြစ်နေရလဲလို့ငါကမေးတယ်အလျင်စလို့ဆိုတာချွတ်တဲ့ခြင်းရဲ့တင်ငယ်တလည်းဖြစ်လို့အကျဉ်းတရားဟာလည်းအလျင်စလို့ခြားထဲမှာခန်းချောက်သွားတတ်တယ်လုံနေရဲ့အလုပ်တွေခဏရက်ပြီးကောင်းသောနေ့လေးဖြစ်ကြပါစေလို့မြတ်တာပို့လိုက်တယ်ဘယ်သူမှကြားလိုက်မှမဟုတ်ပါဘူးနားလေတယ်ဆိုတာတတိရှိမှလုပ်လို့ရတဲ့အရာပါနားလေတယ်ဆိုတာသူများစီကမျောလင်းရတာထက်ကိုကပေးလိုက်ရတာပိုတန်တဲ့ကိစ္စပါဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်ကိုနားလေလိုက်ရတယ်ဆိုတာကိုနောက်ဆုတ်ပေးလိုက်ရတာပဲဒီနောက်ဆုတ်ပေးမှုက
ကိုကိုနူးညံ့သွားစေတယ်လူတယောက်ကိုနားလဲသွားပြီးတဲ့နောက်အတ္တရဲ့တယူသန်ဆံမှုတွေလျော့နေသွားတယ်ဒါကြောင့်ပဲလွတ်မြောက်သွားသလိုခံစားရတယ်ဒါကြောင့်ပဲမသိနားမလည်မှုတွေကိုကြော်လွန်သွားတယ်နားလဲတယ်ဆိုတာစိတ်အင်အားကြီးမှလုပ်လို့ရတဲ့အလုပ်ပါဘာဖြစ်လို့လဲဆိုတော့နားလဲတယ်ဆိုတာတွေးနေကြအတွေ့အဟောင်းတွေကိုစွန့်ပစ်လိုက်ရတယ်အတွေ့အဟောင်းတွေကိုစွန့်ပစ်ပြီးနောက်ကျန်းရှနေရမှန်သမျှမှာဉာဏ်ပညာရဲ့ကုစားနိုင်စွမ်းတွေဝင်ရောက်လာလို့မယုံနိုင်လောက်ဖြည့်သိမ့်နေတဲ့ကိုယ့်ကိုယ်သားအံ့အားသင့်စရာဖြစ်ခဲ့ရတယ်နားလည်လိုက်တဲ့ဆိုတဲ့ဒီဖြစ်ရပြီးရဲ့နောက်ငါစိတ်တွေပိုတည်ငြိမ်လာတယ်လူတယောက်ကိုနားလည်လိုက်ရတိုင်းငါအရင်လူမဟုတ်တော့ဘူးလို့ခံစားရတယ်ငါအရင်လူတယောက်မဟုတ်တော့ဘူးငါလည်းပြည့်စုံတဲ့လူသားတယောက်မှမဟုတ်တာကိုယ်စံနှုံနဲ့ကိုပြန်တိုင်းတာကိုမကြည်မနှက်ဖြစ်နေအောင်မဲ့နေ့ရက်တွေကလည်းရှေ့မှာစောက်ကြိုနေတော့မှမြင့်မာလာတဲ့ခံစားနိုင်စွမ်းတဲ့အတူတိုးပွားလာတဲ့နာကျင်တတ်တဲ့စိတ်ကနောင်နာတွေကိုလည်းတည်ယူလာပေးပါတယ်ငါမကောင်းဘူးလို့တွေးမိတဲ့အခါတိုင်းတည်ကြည်သွားတတ်တဲ့ကိုယ်စိတ်ကိုစောင့်ကြည့်ရတာကိုယ်စာပနာခန္ဓာကိုတက်ရတယ်လို့ပဲဝမ်းလဲတာတယ်ဝမ်းလဲနေတယ်ကိုယ်အကြောင်းကိုသိလိုက်ရတိုင်းအကောင်းဆုံးရောနေတဲ့ပြည်စုံမှုကိုခံစားရတယ်ပြီးတော့အမှားမကင်းတဲ့ကိုယ်စိတ်ကိုလက်ခံပြီးကိုယ့်ရဲ့အမှန်တရားမှန်သမျှကိုညှင်းပယ်ဖြတ်တောက်လို့ခြင်းမရှိတဲ့ဘဝကိုငါနေရငါမှစိုးနိုင်တဲ့အလားအလာရှိသလိုကောင်းနိုင်တဲ့တတိလည်းရှိပါတယ်ငါစိုးနိုင်မှန်းသိရလို့လေငါပိုကောင်းတဲ့သူဖြစ်လာတယ်ငါဟာသူများကိုတူထားတဲ့အတူမဟုတ်ပါဘူးငါဟာစစ်ပါငါအစ်စ်ကိုလူတိုင်းကချစ်ချင်မှချစ်မှာပါဒါပေမဲ့ငါနဲ့ချီတွေ့ရတဲ့သူတိုင်းငါဟာငြိမ်သက်လွန်တဲ့အစ်စ်မှန်ဆိုတာတော့သိသွားရမှာပါအနားယူဖို့အချိန်ရောက်လာတဲ့နှစ်ဖျားတစ်ပါးလိုပဲအားလုံးကိုလက်လွတ်ပြီးငါအိပ်ပျော်ဖို့စဉ်းစားဖြစ်ပါပြီပြီးခဲ့တဲ့နေ့တောင်ပြန်စဉ်းစားရင်ပြတင်းပေါက်နားကတစ်ပင်ပေါ်ကစီကွာအော်ဒန်ကိုနားထောင်နေမိရယ်ခတ်တူတူခါအိုတူအော်ဒန်ကတေးကြရရနေမှုကိုတောင်းဆိုနေသလိုပဲတကယ်တော့လောကကြီးမှာဘာများတကယ်ပိုင်တက်လို့ရတာရှိလို့လဲကွယ်အတင်းစရာတွေမတေးကြမြေရတာတွေကိုပဲဘဝလို့ခေါ်နေရတာပဲမဟုတ်လားနေ့စဉ်ဘဝဆိုတာလဲအတူရောင်တွေကြားတဲ့ကအစစ်မှန်တဲ့အစင်တူဆုံးကိုရွေးထုံးတက်တဲ့အတတ်ပညာကိုလက်တွေ့ကျင့်သုံးနေရတာပဲမဟုတ်လားမသေးချာမရေရာမှုတွေကြားရပေါ့တုံးဆွဲနေတော့ခံစားနေတော့မှပဲလက်လွတ်ပြီးနေထိုင်သွားတတ်ဖို့နဲ့ဘာကိုမှမငြင်းညူမိပဲဒီနေ့တာပြီးဆုံးသွားဖို့ဆိုတာငါရဲ့ဖျားရှိကိုတစ်ခုလိုပဲရိုးရိုးသေးသေးလုပ်ဖြစ်ပါတယ်မောင်ထဲမှာစီကွက်လေးကခတ်အုပ်အော်နေတော့ငါကတော့လက်လွတ်လိုက်တော့အားလုံးကိုလက်လွတ်လိုက်တော့ဘာကူမှစောက်ကင်မထားနေတော့လို့ကိုပြောရင်မကြခင်အိပ်ပျော်သွားတော့တယ်အစိုးတစ်ခုကြုံရပြီးဒီလိုအစိုးကိုကြုံရလို့ကိုအကောင်းဖြစ်လာရတယ်အစိုးတစ်ခုကြုံရလို့အကောင်းတွေအများကြီးဖြစ်လာတယ်ဆိုတာအကောင်းတွေအများကြီးဖြစ်လာတယ်ဆိုရင်တန်တယ်လို့ပြောမှာပေါ့ဘယ်လောက်ဆိုရဲဆိုဖြစ်အဲ့ဒီဆိုရဲမှာအကောင်းရှိတယ်ထို့တူပဲဘယ်လောက်ကောင်းတဲ့အကောင်းဖြစ်အဲ့ဒီကောင်းထဲမှာအဆုံးရှိပါတယ်ကြုံလိုက်ရတဲ့အဆိုးကကိုဘလို့လူလဲဆိုတာညွှန်ပြတယ်ကိုရဲ့စိတ်ဆင်းရဲမှုကကိုဘာမှနေရဲဆိုတာညွှန်ပြတယ်ရလိုက်တဲ့သင်ခန်းစာကကိုသွားမှန်လန်းကိုတေချာသွားစေတယ်တန်ပါတယ်ဘယ်တော့မှမမေ့ဖို့ကကိုစိတ်ချမ်းသာအောင်လုပ်တဲ့အရာတွေကပဲဒီနေ့ကိုစိတ်ဆင်းအောင်လုပ်လိမ့်မယ်အဲ့ဒါဘယ်တော့အခါမှချွန်းချက်မရှိပဲ
မရရင်မနေနိုင်တာဘာရှိလဲလို့မင်းရင်မရရင်မနေနိုင်တာဘာမှမရှိပါဘူးလို့ပဲငါဖြေမယ်ဘာလို့ကျင်လဲမင်းရင်အဲ့ဒီမိကုံးကိုဖြေရခက်ဆုံးပါပဲအဲ့ဒါမရှိလဲနေလို့ဖြစ်တာပဲဆိုတဲ့အဖြေချက်ချင်းထွက်တယ်ကောင်းတာလေးတွေကိုကြိုက်တတ်ပါတယ်တန်ဖိုးလည်းထားတတ်ပါတယ်ဒါပေမဲ့လည်းမရှိရင်လည်းဖြစ်ပါတယ်တကယ်ပြောရမယ်ဆိုရင်ငါမမော်ရမရှိတော့ရှားပါတယ်အသိဉာဏ်ရဲ့အံ့ဩပဲကောင်းတဲ့သဘာဝကိုပိုတိလာတော့ပိုတိချင်တာပဲရှိရတယ်စဉ်းစားကြည့်လေအကောင်ရောဆိုရောရှိနေတဲ့လောကကြီးမှာတကယ်ဆိုးတာဟာပိုတော့များနေရဒါမှန်ပဲတတိထားကြည့်ပါဘယ်လောက်ကောင်းတာရအဲ့ဒါဒုက္ခနဲ့တွဲလာတာကြီးပါဒါပေမဲ့ဒီအဆိုးတွေကြားတဲ့ကပဲဘဝရဲ့အံ့ဩပဲသဘာဝကိုမြင်တွေ့ရတော့သူ့အကြောင်းသာပိုသိချင်မိတော့တယ်ကိုယ်စိတ်ကကြီးလာတော့ပြဿနာတွေကတေးသွားတယ်မြေမို့တောင်စီးစင်းနဲ့ပေါက်တယ်လို့ပေါ့ကိုတေးမွားတွေထက်မြင်တယ်လို့သဘောထားတာဟာဘဝင်မြင်တာမဟုတ်ပါဘူးတိမ်ပြင်းမှုမှန်သမျှကိုပြစ်ခါပြုတ်နိုင်တဲ့စိတ်ကအလီမြတ်ဖြစ်တာပါကိုဘဝကိုစိတ်ရှင်းရှင်းအတွေ့ရှင်းရှင်းနဲ့နေသွားခြင်းနဲ့ဆိုရင်မတက်တာလို့လောက်ရတဲ့ကိစ္စမဟုတ်ပါဘူးအတိဉာဏ်နဲ့ရွေးချယ်ယူလိုက်တာပါအဲ့ဒါဘယ်သူအတွက်မှမဟုတ်ပါဘူးကိုအတွက်ပါကိုဘလူလူစားလဲဆိုတာကိုဘာသာတိဖို့ကိုအတွက်အရေးကြီးဆုံးပါလောကအကြောင်းလူတွေအကြောင်းကိုယ်စိတ်အကြောင်းအမှန်တိုင်းသိမြင်လာမှုကစိတ်ပြက်လက်ပြက်ဖြစ်နေမှုကနဲ့နှိုးထားလာစေပါတယ်ပြီးတော့ကြီးနေအေဂျင့်နဲ့သူတယောက်ဖြစ်စေပါတယ်ကြုံခဲ့ရတဲ့အရာမှန်သမျှကိုလည်းကျင့်တတ်ပါတယ်ကိုယ်စိတ်အကြောင်းကိုသိအောင်လုပ်တယ်ဆိုတာသူများစိတ်အကြောင်းသိအောင်လုပ်တာနဲ့အတူတူပါပဲကိုယ်မှာဖြစ်တတ်တာနဲ့သူ့မှာဖြစ်တတ်တာတွေဟာဘလောက်များထူးတာမှတ်လို့လဲဖြစ်တတ်တဲ့သဘောတဘာဝတွေကိုသာသိမထားဘူးဆိုရင်စိတ်ထောင်းကိုယ်ကြီးတနေ့ဖြစ်ရတာကြီးပဲအကောင်ဆိုရောနေတဲ့ကိုယ်တဘာဝကိုသိချမြင်ထားတော့သူများရဲ့အကောင်ဆိုကိုလည်းတစိတ်ဆိုတအိမ်မလုပ်ဖြစ်တော့တစိတ်ဆိုတအိမ်လုံးတယ်ဆိုတာမလဲမဝဲစိတ်ရဲ့ကလေးကလာဆံမှုဖြစ်လို့ပဲကြောက်တုံးနဲ့မြုပ်နေတဲ့စိမ်ပွင့်ကိုမမြင်နိုင်သလိုပဲတံမိုးထားထိုက်တဲ့ဆက်ဆံရေးကိုလွယ်ဖြည့်ဆည်းမိတတ်တယ်ကိုယ်စိတ်ကိုမြင်အောင်ကြည့်ရဲဆိုတာမတုံ့နှုတ်တတ်တဲ့စိတ်နှလုံးနဲ့လောကကြီးကိုပေါ်စီရနဲ့ကြည့်ပြီးငြိမ်သက်နေဖို့ပါပဲမဟုတ်ရင်တော့အနာကျင်ရတာတွေနဲ့အယူလောက်ခံရတာတွေနဲ့မပြောမရှင်ဖြစ်ရင်တည်တဲ့အချိန်ရောက်လာရတာပဲကိုနားလဲတာနဲ့အမျှသူများကိုလည်းနားလဲလာတာပါပဲပျော်ရွှင်မှုကလည်းတိုးလာတာပါပဲကိုအမှန်တိုင်းဖြစ်ရမယ်သူများအတွက်လည်းအမှန်တိုင်းဖြစ်ရမယ်ဘာကြီးပဲဆုံးရှုံးရအမှန်တိုင်းပဲနေချင်တာကိုငါနည်းနည်းမှအလျှော့မပေးနိုင်တော့ဘူးလို့ဆုံးဖြတ်ချက်ချပြီးတဲ့နောက်အရင်ကလည်းမတူတဲ့အကျဉ်းလက်မှုမျိုးစပြီးခံစားလာရတယ်ကိုမှရှိရဲ့အမှန်အတိုင်းနေထိုင်ရတာဘလောက်ငြိမ်းချမ်းပြီးဘလောက်ပေါ်ပါလိုက်တယ်လဲနေ့စဉ်ဘဝဟာအသက်ဝင်ပြီးကိုဖော်ပြနိုင်တဲ့ပညာတွေနဲ့ငါဟာပိုပြီးတတိတွေထွက်လာတယ်စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့သဘာဝကိုထိတွေ့အာရုံပြုပြီးကိုအချိန်အသစ်လုပ်နေရတာနာကျင်ခံစားရရတာအထိပ္ပယ်ပြေးသွားတဲ့အလှပတစ်ခုဖြစ်သွားတယ်ဒီအလှဟာဒီအထိပ္ပယ်နဲ့အရာအလုံးကိုလက်ခံနိုင်တဲ့သူဖြစ်လာတယ်ကိုအပေါ်ရောသူများအပေါ်ရောကိုအပေါ်ရောသူများအပေါ်ရောပေါ့ဒီငြိမ်သက်မှုနဲ့ငြိမ်ချမ်းမှုတွေမှာအဆုံးစွန်ထိခိုက်ခံစားရရတော့မှစာနာမှုအပြည့်ခယူနာအပြည့်နဲ့အသာလေးခံယူအသာလေးလက်ခံအသာလေးသိမ့်ဆဲပြီးအသာလေးထားနိုင်တယ်အဲ့ဒါကိုအတွက်ရောသူများအတွက်ရောပဲပေါ့အ
အခုတော့စိတ်ချမ်းသာမှုဟာအချိန်မရွေးနေရမရွေးမှရှိရဲဆိုတာသိပြီအရင်တော့ကတော့စိတ်ချမ်းသာမှုကဟိုနေရာမှာဒီနေရာမှာလို့ထင်ခဲ့ရလေဒီစိတ်ချမ်းသာမှုအတွက်ပေးလိုက်ရတာဖိုးခါတော့ရှိပါတယ်အဲ့ဒါကတော့ပြတ်သားတဲ့ရွေးချယ်မှုရယ်တိတ်ဆိတ်နေတတ်မှုရယ်ငြိမ်သက်တဲ့စိတ်နှလုံးနဲ့ကလေးငယ်တစ်ယောက်လိုအံ့ဩဝမ်းသာနေတဲ့မျက်လုံးလေးတွေနဲ့ကိုယ်အနီးနားကတက်ရှိတဲ့မှန်သမျှကိုမြင်တတ်ချစ်တတ်တာရဲ့ပါပဲဒီချမ်းသာမှုကိုတစ်ချိန်ထိတွေ့တာနဲ့ငါမှဟိုဟာမရသေးဘူးဒီဟာမရသေးဘူးလို့မငြင်းညွတ်မိတော့ဘူးငါကိုလိုရချင်းကောင်းမှပဲလို့လည်းမတောင်းတမိတော့လူတွေထင်ကြည့်အောင်ဘာတွေလုပ်ပြရအောင်မလဲလို့လည်းမတွေးမိတော့လက်လွတ်လိုက်ရမှာရဲ့အတွက်မတွန့်ဆုတ်မိတော့သလိုတမိုးထားအပ်တဲ့အရာတွေတက်လဲစိတ်နှလုံးကိုဖြစ်စင်ပြီးသားဖြစ်နေတယ်တစ်ချိန်တည်းမှာပဲချစ်ခင်ချင်နာခြင်းဟာဂုဏ်သိက္ခာဖြစ်ထွန်းနေလို့တကိုယ်တည်းလဲပြောနေပါတယ်တာယာခြင်းရောမတာယာခြင်းမှာပါဘဝကပေးလာတဲ့သင်ခန်းစာကိုကျင့်ကြဖို့သာစိတ်ဝင်စားနေတော့ဘလို့ချိန်မျိုးကိုမှညစ်ပဲ့လို့စိတ်မရှိတော့နွမ်းဖက်နေတဲ့စိတ်နှလုံးကိုကြည့်ပြီးတော့တရရိပ်တိုးလာတဲ့ဉာဏ်ကိုသိနေရတဲ့အတွက်တခဏတိုင်းဟာကျေးဇူးတင်စရာပြေဝခံစားစရာအချိန်တွေဖြစ်လာတယ်အတွင်းစိတ်ရဲ့ငြိမ်သက်နေတက်လာမှုကြောင့်ဘဝကကိုပြန်ပြီးဆောင်းရှောင်းနေတယ်လို့ပဲစိတ်ပိုင်းသိဉာဏ်ပိုင်းကိုအရသာခံတက်လာတာလေပြင်ပရုပ်ဝတ္ထုလောကကြီးကိုကျုံလွန်သွားတဲ့အရသာကိုပါတပြိုင်တည်းပြီးဆွနိုင်ပါတယ်အကယ်၍ကိုကသာတိတ်တိတ်ဆိတ်ဆိတ်နေတတ်မယ်ဆိုရင်အကယ်၍ကိုကသာငြိမ်သက်နေတဲ့စိတ်ကိုမွေးမြူနိုင်မယ်ဆိုရင်ပျော်ရွှင်ကြည်နူးမှုဟာကိုမသိလိုက်ခင်လေးမှာပဲဝင်ရောက်လာပါတယ်တယောက်တည်းငြိမ်ချမ်းနေတာကိုဘယ်သူမှမမြင်နိုင်လဲရှိပါစေရောလို့ထားနိုင်တာဟာကျင့်တဲ့စရာကောင်းနေဒီကမ္ဘာလောကကြီးမှာကိုဖြစ်တည်နေရခြင်းကိုဘာသာကြည်နူးနှစ်သက်နေရတာဘယ်လောက်နဲ့ဆိုင်နေလိုက်တယ်လဲဘာကမှလိုက်ဖမ်းစုံမနေတော့တာဘယ်လောက်ပြီးဆုံးလိုက်တယ်လဲကိုအားကိုဖို့နဲ့ကိုရဲ့စွမ်းပကားကိုတက်သေးထူဖို့ကိုဘယ်တော့မှအမေကိုမထုတ်ခဲ့ဝါကြောဖို့ဆုံးဖြတ်ချက်ချထားတဲ့သူအနေနဲ့အထီးကျင့်မယ်ဆိုတာသိပြီးသားပါကိုအတွက်ဘယ်သူမှကြောင်းချနေဖို့မလိုတော့လို့ကိုတူးထောင်အညံ့ခံဖို့လဲဘယ်သူမှမတောင်းဆိုပါဘူးကြွညွှန်မှုမှန်သမျှကိုခခတတိဖြစ်ရတာဟာဘဝကိုပိုချုံမြင်စီလို့ပါငါအကြောက်ဆုံးငါပြောညံတာငါအတုံလို့ဆုံးကကိုကာကွယ်နိုင်စမ်းမရှိရတာငါစိတ်ပြည့်စုံကလက်လျှော့လိုက်ရတာအကယ်၍တောင်းဆိုတစ်ခုတည်းသာပြုရမယ်ဆိုရင်ဘယ်တော့ခါမှဆောက်တည်ရမဲတဲ့သူမဖြစ်ပြစေနဲ့နေတဲ့ခြင်းတိခါတရားသည်ကိုအတွင်းဝဲအစင်းသဖြင့်ချက်တည်းရှိနေပါစေတညညစီစဉ်သွားတဲ့စံကြောင်းလေးလိုပါပဲတားဆီးတွေကိုအတမ်းမထွက်ပဲကြောဖြတ်ပြီးလိုရကိုအရောက်သွားတတ်ပါပြီလောကကြီးဟာနိုင်ယူရမယ့်စိမြေပြင်လည်းမဟုတ်တော့ပါအားကြီးသူသာရှင်တန်ချမ်းရစ်မယ်ဆိုတဲ့ကြောက်ကံမှုမျိုးလည်းမရှိတော့ပါကိုတွန်းလိုက်ရင်ကွညွတ်တော်မှကြိုက်တယ်ဆိုတဲ့စိတ်တွေလည်းမရှိတော့သလိုဒီကဘာကြီးမှာငါရှိခဲ့ကြောင်းသိစေမယ်ဆိုတဲ့စိတ်တွေကိုလည်းလက်လွတ်နိုင်မှာပဲနှိမ့်ချရိုးကြိုးစွာဒူးထောက်တက်လာတာဟာဉာဏ်ပညာခိုင်းစေတာဖြစ်လာလို့မန်ကိုချရတာလည်းရတာဖြစ်နေပါပြီတကယ်တော့စစ်မှန်တဲ့ခိုင်မာခြင်းဆိုတာလူမသိသူမသိထိရောက်ရတာကိုနှိမ့်ချိုက်နေခြင်းမှမဟုတ်လားတကယ်တော့စစ်မှန်တဲ့ဉာဏ်ပညာဆိုတာယူရှင်တဲ့ဘဝကိုမူလျော်နေခြင်းမှမဟုတ်လားငယ်ငယ်တုန်းကတော့ဟိုဟာလုံးမပြည့်ဒီဟာလုံးမပြည့်ဟိုဟာမကျင်နဲ့နိုင်ဒီဟာမကျင်နဲ့နိုင်နဲ့တလောကလုံးကစကလုံးတွေနဲ့ပြစ်ပေါက်ရိုက်ခတ်ခဲ့တာကိုချစ်တဲ့သူတွေပါမကျင်ပေါ့ခုတော့အသက်တွေလည်းကြီးသွားပါပြီ
အရာရာဘာမှမဟုတ်ပါဘူးဆိုတာလည်းသိသွားပါပြီကိုမခဲ့မာရီအတွက်လည်းပြီးဆက်ရတော့မှာပဲငါကိုပြေယူရသလားလို့မငြင်းတွားတော့ပါဘူးသူများဖြစ်တွေကိုလည်းပြန်မရှာတော့ပါဘူးဒီကဘာမှာကိုမကိုပြန်မခံရဘူးတဲ့သူတရားမှမရှိပါဘူးလို့ငါပြောနိုင်ပါပြီလောကရဲ့သဘာဝစိတ်ရဲ့သဘာဝတွေကိုနားတဲ့သဘောပေါက်မှုနဲ့အတူကိုပြန်ခံရမယ့်အရာရာအတွက်အတန်တစ်ချက်မှမထွက်စေရပါဘူးငြိမ်သက်သက်ကြည်နဲ့ခံယူပါမယ်ကိုနဲ့ထိုက်တန်တာကိုပြန်ရရတဲ့အတွက်စိတ်ထဲမှာတစ်မျိုးတော့ငြင်းချမ်းနေပါတယ်စိတ်မကောင်းဖြစ်တော့လဲဝမ်းသာနေပါတယ်ကိုမှမဲ့သမျှအတွက်ထိုက်တန်တဲ့လောက်ပြန်ခံရတဲ့သူပဲဖြစ်ချင်ပါတယ်တဖြည်းဖြည်းသက်ကြည်လာတော့တကူရေဘဝအရာသာဟာပိုပေါ်လွင်လာတယ်ဘဝမှာနေရတာကြာလေဖော်စရထက်မိကောင်ဆွေကောင်ကိုသာပို့လို့ချင်မိရပါပို့လို့ချင်မိလေပါပဲအိုးမဆန့်ဖြစ်မှာမကြောက်ပါဘူးမိကောင်ဆွေကောင်နဲ့အတူမဟုတ်ရမှာကိုပို့ကြောက်မိဘဝမှာငါဘယ်လောက်များများပြောသွားသလဲလို့မမေးပါလောကကြီးကိုပေးနေတယ်လို့ပြန်ပေးပြီးအိုမင်းနဲ့ဘဝလေးကိုညင်ညင်သက်သက်နေသွားချင်တာပါပြီးတော့ဘယ်သူမှမသိခင်တိတ်တိတ်လေးသာထွက်ခွာသွားချင်တာပါမသိခင်နေရအောင်မဲ့အချိန်လေးတွေမှာစိတ်ငြိမ်ငြိမ်စကားပြောတတ်ပြီးကိုဟန်မူရငြိမ်ချမ်းသူနဲ့စကားလက်ဆောင်ကြချင်တယ်တိုးပေါ့ပေါ့အမေမြန်တက်လို့အသက်မမီအောင်နေတတ်တဲ့သူနဲ့အတူနေချင်တယ်တတရရစာဖတ်ပြပေးညံပါပါရေမောတက်သူနဲ့အိုမင်းချင်တယ်လောက်စရာရှိရာမငြင်းမညူလို့မညူမဆူနေတတ်တဲ့သူရဲ့ပြုစုမှုကိုလိုချင်တယ်လဲကြသွားရင်ဖေးမထူလို့တိတ်ငယ်သွားမပြောတတ်တဲ့သူအနာမရှိစေချင်တယ်ကိုတွင်မှာကိုကွန်ခိုရာရှာတွေ့ပြီးကိုထက်သားလုံးနဲ့တစုံတရာဖန်တီးရင်ဘဝတစ်ခုလုံးပုံပေးထားတဲ့သူနဲ့အကျွမ်းတွင်ရှိချင်တယ်ငါမြုံမှတ်မိရတော့ပါပဲဒါတော့ကလေးပါပဲစိတ်တရှိရရင်ပေါ်လင်းပဲပြောလိုက်ပါတယ်လွတ်လပ်ပဲပြောလိုက်ပါတယ်အယုခံစိတ်နဲ့ပဲပေါ့ကိုကာကွယ်နေဖို့မလိုတော့ဘူးလို့ထင်လို့လေအဲ့ဒီတော့ကျေးဇူးတင်ပါတယ်ရိုးသားဆုံးစိတ်ဟာလေစင်ခံဖို့အသင့်ဖြစ်ပြီးတဲ့နောက်ငါပို့လို့ငြိမ်ချမ်းနေခဲ့တယ်ပို့ပြီးတော့ကြီးမားနဲ့ဆိုင်တဲ့စိတ်ရဲ့ချမ်းမြေ့မှုကိုတော့စတင်ခံစားလာရတယ်နူးညံ့တဲ့တိတ်ဆိတ်မှုနဲ့ငါအကြာကြီးထိုင်ကြည့်နေခဲ့တယ်ရောက်ရပြီးကျဉ်းနေတဲ့စိတ်နဲ့ငါဆက်နေမယ်ကောင်းတာတွေဖြစ်လာလိမ့်မယ်တစ်ချိန်လုံးတွေ့ဖြစ်နေခဲ့တဲ့အကြောင်းတွေဟာတိုးတက်အရေးဆိုနေတရားကနေပို့လို့သာကျေလောင်လာခဲ့တယ်ဖြည့်ဆည်းပေးရအောင်မဲ့ဘဝနဲ့ငါကြာကဂရီသစ္စာတွေကငါကိုစိတ်လိုလိုက်ခွင့်မပြုချိနေခွင့်မပေးဘူးလွန်ဆန်ခွင့်မရှိရဲ့ချစ်ချင်းမေတ္တာကတော့ငါမျက်ရည်တွေကိုအပိုင်ရသွားလေရဲ့ဖုံးကွယ်ထားတဲ့အထီးကျန်မှုတွေနဲ့ကိုအမှန်အတိုင်းဖော်ပြရမှာကြောက်နေတဲ့စိတ်တွေဟာငါ့ကိုပြုံးကြည့်နေကြတယ်ကိုခိုင်မှန်စွာပဲသိလိုက်တယ်ငါမရရင်မဖြစ်တာပါလဲဆိုတာကိုကျင်နာစွာနားလည်လိုက်တယ်ငါမှချီနေခွင့်မရှိဘူးဆိုတာငြင်းချမ်းပဲလက်ခံလိုက်တယ်ငါမှစိတ်လိုလိုက်ခွင့်မရှိဘူးဆိုတာငါပြောရလားလို့ကိုမေးမိရဒီမေးခွန်းဖြေမိတော့ဘဝဆိုတာကျမ်းမအောင်စားရတယ်လို့ပဲနဲ့တူပါရဲ့အရာတော်မထူခဲ့ရတဲ့စားမှအနိကောင်းတယ်လို့မျိုးပေါ့ဘဝလို့ခေါ်တဲ့ကုစားဖို့လိုတဲ့ယောဂတစ်ခုမှာတိတ်မထူခဲ့တဲ့နေရာတွေကိုဖြတ်တန်းရင်တမှုရှိရဲ့လှုပ်ထဲမှာစိတ်ကိုမြုပ်နှံထားလိုက်တာဟာအကောင်းဆုံးကုသနည်းဖြစ်နေရဲ့လို့ထင်ပါရဲ့တိတ်စစ်စင်ရင်းနေရလည်းမရှိတော့သလိုပျော်လိုက်တာဆိုတာလည်းမတွေ့မိတော့တာကြာလာပေါ့အိုးဘဝကျွန်တော်အားချင်တာတော့အဖြစ်
ကိုယ့်ရေးချင်းကိုထုတ်လို့ရတဲ့ထိရောက်မှုလည်းရှိတဲ့အလုပ်လေးတစ်ခုရင်းနဲ့ဒီတွင်ဖန်တီးနိုင်စွမ်းရှိတဲ့စိတ်လေးတစ်ခုရဲ့ကိုသာပေးသနာပါသူလိုလိုငြိမ်ချမ်းနေသောနှလုံးသားကိုကျွန်တော်ကိုယ်တိုင်လုပ်ယူပါမယ်ဘယ်လောက်ပဲကြိုတင်တွေးနိုင်လို့ဘယ်လောက်ပဲကြိုတင်ကြိုပြင်ထားနိုင်တဲ့ဆိုပါစေအခြေအနေဆိုတာတွေဟာဖြစ်လာနိုင်တာပဲဒါသဘာဝပဲဘယ်လောက်ဆိုးတဲ့ဆိုးရဖြစ်ဖြစ်ခံလိုက်မယ်ဆိုတဲ့စိတ်ကိုမွေးနိုင်မှရင့်ကျက်ရတာပိုလွယ်သွားတယ်ဇွဲကောင်းခြင်းနဲ့ခိုင်မာတဲ့သစ္စာတရားရဲ့တန်ဖိုးငါသိတယ်အင်းအားတတိအတိညာစွမ်းရည်ငြိမ်သက်မှုအေးချမ်းမှုတွေရဖို့လှုပ်တဲ့နာတွေလုံးမယ်ရင့်ချမ်းမှုစစ်ဆိုတာအမှန်တိုင်းသိမြင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဉာဏ်ပညာသာလျင်ဖြစ်ပါတယ်တိတ်ဆိတ်ခိုင်ခန့်ပြီးစွမ်းဆောင်ရည်ရှိတဲ့နေရာလေးကိုယ်အတွင်းထဲမှာတွေ့အောင်ရှာမယ်မလွဲတာမရှောင်တာကြုံတွေ့ရမယ့်အဆိုးတွေကိုလည်းခံလိုက်မယ်ဖြစ်ချင်တာထက်ဖြစ်တဲ့နာကိုဦးစားပေးလာခဲ့တာများခဲ့ပြီဆိုတော့စန္ဒာတွေမျောလင့်ချက်တွေကငါ့ကိုစကားတော့သိမပြောတော့ပါနေရမှုကလည်းတဖြည်းဖြည်းဆောက်ခါသွားနေပါပြီကိုရှည်တန်းတင်လို့စိတ်တွေလည်းပါရရကုန်ပါပြီကိုအကြောင်းကိုတွေးပြီးကိုပြန်ကျူးနာတတ်တဲ့စိတ်တွေလည်းခန်းချောက်စားပြုနေပြီဘာအတွက်နဲ့မှပြဿနာလို့မထင်ချင်တော့ပါဘာကမှလည်းအတင်းကြီးစုပ်ကိုင်းမထားတော့ပါတတိမမမျောလင့်ချက်တွေလည်းတတိမမမျောလင့်ချက်လေးတွေတော့မပေါ့အားလုံးကိုလက်လွတ်ထားတယ်ငါတိခါနေရင်ဘာကမှစုပ်ကိုင်းမထားနဲ့လက်လွတ်လိုက်လို့ပြောပြမဲ့သူရှိစေချင်တယ်ဘာကမှစုပ်ကိုင်းမထားနဲ့လက်လွတ်လိုက်တော့လို့ပြောပြရုံတော့ပါပဲကိုယ်စိတ်ကိုဘလို့ရာကရှင်အောင်မြူအောင်တက်ကြွအောင်လှုပ်ဆော်ပေးမလဲလို့လိုချင်ရင်တောင်းတနေရတာဘလောက်တောင်တိတ်ခါကြလိုက်တယ်လေပြောနေရတဲ့စားရင်ညှိတဲ့နေတာကကိုစစ်မှန်ဖြစ်တယ်လို့ခံစားရတယ်ဘာမှအထူးတလဲဖြစ်ချင်နေတာမရှိပဲငြိမ်လေးဖြစ်နေရတာကတကယ်စစ်မှန်တဝင်နေလို့ခံစားရတယ်အခုတော့ငါပြောနေသလားလို့မိတာတဲ့ငါဘာမှမတောင်းတပဲနေသလားလို့ပဲပြန်ကြည့်မိရတယ်ရောက်ရဲတဲ့စိတ်ရဲ့လှုပ်ရှားအလုပ်ကလေးတစ်ခုရဲ့ရှင်ရင်ကိုပဲဘဝစီကငါလိုချင်တဲ့ထူခဲ့တဲ့တက်ကြွမှုကိုရပါပြီငယ်ရွယ်စဉ်ကရှိခဲ့တဲ့ပြင်းပြစရာထက်သန်မှုတချို့ဆုံရှုံပြောက်ခွဲသွားပြီမဲ့လေဘက်ပေါင်းဆောင်ကရှုမြင်တဲ့အတွေ့အခေါ်မျိုးရရှိလာပြီဖြစ်လို့အဆုံးရမှုမှန်သမျှကိုအလဲလက်နေရကြအောင်ရွှေ့တက်လာပြီကိုအကြောင်းမကောင်းပြောသူတွေကိုဒါကုန်မဲလားလို့မေးပြီးပြုံးတုံတုံလုံနေဖို့လဲတတ်တာရှိနေပြီကိုမတိပညာရှိသလိုအနုပညာလည်းရှိရယခုအခါလူတကိုစိတ်တစ်ခုရဲ့အတွင်းတည်တတ်အေးစေခြင်းရောမြူထုကြည်နူးခြင်းရောနှစ်ခုစလုံးရှင်းသန်နေပါပြီငါမှာဂယုတစိုက်ပြုစုဆောက်ရှောက်တဲ့နှလုံးသားရှိပါတယ်နေဆိုင်နဲ့အလေးထားမျက်နှာတက်တဲ့စိတ်နဲ့ရှိပါတယ်မိကောင်းဆွေကောင်းစိတ်နဲ့အချစ်ချင်းမြတ်တာကိုယုံကြည်တဲ့ငါဟာငါမြတ်တာမပြပဲထားတတ်တယ်ငါကိုချစ်အောင်ဘယ်သူမှမလုပ်ဘူးလူတွေသူ့သဘောနဲ့သူငါဘဝထဲဝင်လာတာပဲကြိုက်တယ်ကိုဘဝထဲရောက်လာတာမှန်သမျှကိုလည်းအမြတ်တနှုံထားတတ်တယ်ဒါပေမဲ့ချုံမြူတာကိုတော့ဘယ်တော့မှမလုပ်ဘူးငါနဲ့ပတ်သက်ပြီးမချစ်တဲ့စရာတွေ့ခဲ့ရင်လည်းအပြစ်ယူခွင့်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါအရင်ကြည့်တဲ့သူဖြစ်လို့ပါချစ်နေမှုတစ်စုံတရာမရှိတဲ့သူနဲ့အချစ်အကြောင်းပြောချင်မိရလဲဘဝကိုငါတိတ်လေးနဲ့ဖြစ်အောင်လုပ်လို့ပါစိတ်ထားအကောင်းဆုံးနဲ့ချစ်လိုက်တဲ့အချစ်ရဲ့စိတ်ထားအကောင်းဆုံးနဲ့လှုပ်လိုက်တဲ့အလုပ်ရဲ့ဒီနှစ်ခုကိုပြန်တွေးတိုင်းဘာမှပြန်မရလဲကျဉ်းတဲ့ဘဝဆိုတာအမှန်ကန်ဆုံးတွေသာစုဝေးနေဖို့တောင်းဆိုနေတလို့ကိုကများပြန်ရခြင်းလေ
များများဆုံးရှုံးတယ်လို့ခံစားရနေပါပဲတခါတရံပြားတုပ်ခြင်းကအပြားရည်ထက်တောင်ပိုကောင်းနေတတ်သေးတာတကယ်ချစ်ထိုက်တဲ့သူကိုချစ်ရတာရဲ့တကယ်လုံထိုက်တဲ့အလုပ်ကိုလုပ်ရတာရဲ့ဒီနှစ်ခုရှိနေရတဲ့ဘဝဟာတက်နေပါပြီအချစ်နဲ့ပတ်သက်လို့ငါကိုပြိုင်ဘက်လို့သဘောထားနေတာဘယ်လောက်ကြီးမားတဲ့ဒုက္ခဖြစ်မလဲငါကစိတ်ရဲ့ညီသက်မှုနဲ့လွယ်လွယ်မှုကလွယ်လို့ဘာကိုမှတကျူးဆိုင်တဲ့သူမဟုတ်ဘူးဒါကြောင့်ငါအတွက်ဘဝမှာပြိုင်ဘက်မရှိပါဘူးအရာလုံးဟာကိုထင်တယ်လို့ကြီးလဲကြီးကျယ်မနေပါဘူးဆိုတာအချိန်ကျရင်သိလာလိမ့်မယ်ပြီးတော့အချာသူ့ရဲ့ရွေးတက်တဲ့လုပ်တဲ့သဘောအရာနောက်နိုင်ရအောင်လဲလုပ်တတ်တယ်ဆိုတာမေးပါနဲ့နော်ငါကအဘာပဲသူကအဘာပဲဆိုရဲနိုင်ရှိမှုတွေနဲ့မင်းရင်မှာပင်မနွမ်းနေတဲ့အခါအတိတ်ပဲမဲ့အတွေ့အကြုံတွေကြောင့်မင်းဟာပုံပဲတိုက်စားခံလိုက်ရပြီလို့ခံစားမိတဲ့အခါအသက်မျိုးစုံထွက်နေတဲ့လောကကြီးထဲငါပါရောပြီးခြားလေနေပြီလို့သိလိုက်ရတဲ့အခါညီသက်မှုကိုဖန်တီးနိုင်တဲ့မင်းရဲ့စိတ်ကသာမင်းကိုကယ်တင်နိုင်မယ်မင်းရဲ့ကလှတရားကိုပြန်မြင်နိုင်တဲ့မျက်လုံးတွေကသာမင်းရဲ့နှလုံးသားအစစ်ကိုပြန်တွေ့အောင်ရှာပေးနိုင်လိမ့်မယ်လူတွေဟာကိုကအများကြီးပေးလိုက်ပြီးတော့မှငါပေးလိုက်တာများသွားပြီဆိုပြီးနောက်နိုင်ရနေတတ်ကြတယ်ရှင်နာစကားတွေပြောတတ်တာဟာကိုတိုင်းကအစာကလေးကမယိုးတာလို့ဖြစ်မနေနိုင်ဘူးလားငါအတွက်ကတော့ကိုအမှန်တိုင်းမြင်ပြီးမညာတာတဲ့ယိုသားမှုနဲ့တန်တရားစိတ်ထားဟာလဲငါရဲ့ညီသက်မှုအတွက်တခြားနေလည်းမရှိလို့ပါပြီးတော့ကိုတိုင်းရဲ့ယိုသားမှုနဲ့ကိုရဲ့မဖြူစင်မှုကိုတဲတုံမြင်လိုက်ရတာဘလောက်တောင်အရသာရှိလိုက်တယ်လဲဆိုတာသိရလို့ပါဒါကြောင့်ပဲငါရဲ့နှလုံးသားနဲ့ခန္ဓာကိုနားထောင်တတ်တဲ့အလေးချင်းလုပ်ထားတယ်အကယ်၍နှစ်ခုစလုံးကနာကျင်နေရတယ်ဆိုရင်သိကြတယ်သူများကိုလည်းနာကျင်အောင်လုပ်မိပြီလူလမှုကိုချစ်တယ်ငါကလေးတွေကိုချစ်တယ်ဆက်စင်းညီစကားပြောတတ်တဲ့သူတွေကိုချစ်တယ်ဇာတ်တွေကိုချစ်တယ်မိုးရတွေကိုချစ်တယ်လေလုံးမထွားတဲ့လူတွေကိုချစ်တယ်အတွေ့ခေါ်တွေကိုချစ်တယ်အိုမင်းနေတဲ့တပင်ကြီးတွေကိုချစ်တယ်လူတွေထင်ကြည့်တာထင်သေးတာတကယ်မဆိုင်တဲ့သူတွေကိုချစ်တယ်ငယ်ရွယ်ချင်းရဲ့မတိနားမလဲမှုနဲ့တွန့်ဆုတ်မှုများဟာရင့်ကျက်မှုရဲ့အမြုံအမြင့်နဲ့တတ်တောက်တတာဖြစ်မှုအတွင်းကိုကူးပြောင်းဝင်ရောက်သွားခိုင်းငါလေဘဝကိုပို့ချစ်တယ်တကယ်တော့လူတွေကကောင်းတယ်ထင်သလောက်ငါတကယ်ကောင်းနေသူမဟုတ်ပါငါဆိုရဲထင်သလောက်လဲငါတကယ်မဆိုးပါတက်တွေကြီးလာတော့ဆိုးလို့ထင်ရတာတွေကိုလဲသိဆိုးလာတယ်မထင်တော့အကယ်လို့အကောင်းလို့ထင်ရတာတွေကိုလဲသိကောင်းလှခြင်းရဲလို့မတွေ့တော့ငါလည်းအခုကောင်းနေထင်လိုက်တော့ကြမကောင်းဘူးထင်လိုက်နဲ့သိချစ်တာနဲ့သိမုန်းတာတွေချားမှဝမ်းနဲ့ဝမ်းသာဖြစ်ရတာတွေများမှန်းလည်းသိနေပါပြီထင်အောင်ထင်မှားတွေနဲ့မရမနာအတွေ့တွေဟာသိခါကြစရာကောင်းမှန်းလည်းသိနေပါပြီခုတော့ကိုရောလူတွေကိုရောအရာအလုံးကိုရောခံစားချက်ပြင်းပြမထားတော့တာကိုချစ်ချင်းတရားအတွက်လုံလောက်သွားပါပြီနေအောင်ကြီးရဲ့ဘဝရဲ့ပျော်ရွှင်မောခြင်းရဲ့စကားပရိမပြောတတ်တဲ့ငါထီးကျန်တာစမ်းသလားခွေးလေးရေတောက်တဲ့အကြောင်းကိုပြန်ပြောရင်တော့ချစ်ချင်းအပြည့်နဲ့ရင်ခုန်စွာပြောပြချင်တာအဲ့ဒါငါအတွက်ပြင်းပြချစ်ရတယ်ပေါ့ညဘက်တရင်တို့လိုဒဇမိကနှင်းဆက်တွေတပေါက်ပေါက်ကြာနေတဲ့အတန်ကြားရတဲ့အခါပုံမအားကောင်းလို့တဲ့စန္ဒာနဲ့ရှင်သန်ရခြင်းရဲ့အရာတာကိုတယောက်ယောက်ကိုအသားရနှိုးရင်ပြောပြဖို့စိတ်ကူးမိတာအဲ့ဒါငါအတွက်တော့အတိတ်ပဲရှိရညာလာရောင်ရဲ့ဘဝရဲ့တ
တိတ်တိတ်နေချင်းရဲ့ခါသည့်နေချိန်မှာတော့ဘဝရဲ့ချွမေမှုကိုခံစားသိရှိနေတဲ့ငါဟာရှင်သန်မှုထက်သန်နေတာစမ်းသလားစေလုံးချောဘဝကိုနောက်ဆုံးအပြီးသက်ပန်းနိုင်အဖြစ်ထားရတာဘလောက်ခံရခလိုက်တယ်လဲဒါပေမဲ့ဒီတက်ကောင်းတာလည်းငါမသိလို့ပါကိုယုံကြည်အောင်နဲ့တက်မှန်အောင်ကြိုးပမ်းရမှာအပါလွန်သွားမှငါသိလိုက်တဲ့အချိန်မိုးသေးတဲ့တညက်နေငှက်ကလေးတချင်းဆိုတဲ့ကြားရတော့ရင်ထဲနဲ့ကနေဖြစ်သွားတာဘဝအောင်ငါသိချင်လွန်းလို့ပါတန်ရုံးစင်တွေ့တာမှုနဲ့စိတ်လက်စားမှုတွေပေါ်ညီငွေစိတ်ကုန်ပြီးတန်တရားနဲ့ညင်ပယ်မှုရဲ့အစိတ်ဆိုးတွေကိုကြိုက်တွေ့တဲ့အချိန်မျိုးတစ်ချိန်ချိန်ဘဝမှာရှိတတ်တယ်အဲ့ဒီအခါငါအေဂျင့်စီရဲ့ကြပြားတွေဖတ်တယ်အဲ့ဒီအခါငါစိတ်အေဂျင့်စီရဲ့ကြပြားတွေဖတ်တယ်ငါချစ်ချင်တရားပေါ်ငါဒါဟာချစ်ချင်တရားပေါ်ငါယုံကြည်နှုံးလို့ပါအကျင့်စရိုက်ခိုင်မာတောင့်တမှုဖြစ်အောင်ပိတ်ဆက်ခဲ့ရတဲ့စိတ်ဓာတ်ရဲ့ထုံပေးနိုင်မှုတစုံတရာနဲ့ငါဒီလန်းကိုတဝက်ကျော်ဖြတ်တန်းခဲ့ပြီမေးချတဲ့ငါကိုဘာလို့ဒီလောက်တော့မာရတာလဲတဲ့မိမဖြစ်လျက်နဲ့ယောက်ျားပြီးတောင်ကြိုးစားရတယ်ဆိုတာမိမအတွင်းသားတွေကမိမကိုကဲတင်ဖို့ပါအောင်ပွဲမရှိပဲငြိမ်းချမ်းရေးကရလာမှာမဟုတ်ဘူးမိမကြောက်ဖြစ်ရတဲ့ယောက်ျားပြီးသားတဲ့စိတ်မရှိရင်အားကယောက်ျားတယောက်ကိုချစ်တယ်မှာမဟုတ်ဘူးထုံပေးနိုင်မှုတစုံတရာငါမှမရှိရင်နေလည်းငါကိုချစ်မှာမဟုတ်ဘူးကျင်နာမှုဘလောက်ရရလုံလောက်မှုမရှိရဲ့တင်းငယ်မိမတယောက်ရဲ့တိမ်ပြမှုကိုငါကြောက်တယ်ငါအတွင်းသားတွေကမိမဆန်လုံးမှာငါကြောက်တယ်ချီးနှဲမှုတစုံတရာမရှိရဲ့အာကမိမတယောက်ဖြစ်မလာမှာငါကြောက်တယ်ကျုံတွေ့ရတဲ့မြင်ကွင်းတွေကိုတာယာကြည်နူးဖို့နဲ့ကြောခိုင်းထွက်သွားဖို့တူညီတဲ့အစဉ်သစ်ဖြစ်မှုရှိရယ်ဒီစိတ်ရဖို့အထီးသက်အရွယ်ထိစောက်ခဲ့ရတယ်ပိုမျောမြင်ရှိရဲ့လူကြီးတယောက်ဖြစ်လာဖို့ချိုက်တဲ့ဖိုးခါကိုပေးနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နှူးပြိုတယ်ဆိုတာရွတ်သွမှုနဲ့တွဲနေရလို့ငါသိနေလို့စင်ကျင်တုံတရားဘဝနေငယ်တိမ်ထူတတ်ပေမဲ့ထုံးတဲ့တောက်ပမှုတွေရှိနေတယ်ဒါကိုမင်းသိနိုင်တဲ့တနေ့မင်းငါ့ကိုတရိယာနေလိမ့်မယ်စမ်းသစ်ပြီးဆူရှာတဲ့အနက်အရသာအပြည့်ပါတဲ့တွေးခေါ်နေထိုင်မှုအတက်တွေနဲ့အိုမင်းသွားရတဲ့ဘဝကိုနေရမယ်ဆိုရင်ငါမျက်နှာကအရေးပြားတွေရှွန့်တွားပြီးယွန်စရာကောင်းပါစေငါနေမယ်ငယ်ရွယ်မှုရဲ့မတိမနာလည်းမှုထဲမှာပြိုမြင့်နှုတ်နဲ့မနေလို့ကဲ၍များမြင့်တက်နိုင်မယ်ဆိုရင်အမျိုးစုံတဲ့အလှတရားတွေရှေ့မှောက်မှာတောက်ပါစွာဝတ်ဆင်းသွားဖို့မင်းရဲ့စိတ်ပရင်ပေါက်တွေပို့ပြီးချီလင်းလာအောင်တန်ရှင်းနိုင်ပါစေအခုလိုနားထောင်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်